ဒီတော့ဒီကနေ့ညဘေးတပ်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဗာတရားဟောမှလဲဆိုတော့မနေ့တုန်းကပြောထားခဲ့တဲ့အတိုင်းလောကကြီးကိုပျက်စီးစေတဲ့လောကကြီးကိုဆင်းရဲစေတဲ့အကုသလမူလတရား၃ပါးရှိတဲ့အနက်ကမနေ့ကလောဘနဲ့ပတ်သက်ပြီးတော့ပြောခဲ့တယ်ဒီကနေ့တော့ဦးဇင်းတို့ဒေါသနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ပြောကြရဒေါသနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဒေသနာတော်တွေအများကြီးရှိပါတယ်ဒီကနေ့ညဦးဇင်းတို့အဓိကအမိပြုပြီးတော့ပြောမဲ့သုတ်တံကအင်္ဂုတ္တရနိကေတတ္တကနိဗ္ဗာန်မှာလာရှိတဲ့ကောဒနသုတ်တံတဲ့အဲ့ဒီကောဒနသုတ်တံမှာဒေါသရဲ့အပြစ်တွေကိုမြတ်စွာဘုရားကစိတ်ဝင်စားဝယ်ဖြစ်အောင်ဟောကြားထားတယ်အဲ့ဒါကိုဦးဇင်းတို့ကပိဋကပေါင်းသူတော်ကောင်းတို့ကိုဗမာလိုခေါင်းစဉ်လေးပေးပါမယ်ရန်သူအကြိုက်လိုက်ကြမှာလားတဲ့တရားခေါင်းစဉ်ကရန်သူအကြိုက်လိုက်ကြမှာလားတဲ့မိမိကိုမုန်းတဲ့ရန်သူဟာမိမိကောင်းတယ်ဆိုရင်သူတို့ဘာမှမြင်ချင်မှာမဟုတ်ဘူးကြားလဲကြားချင်မှာမဟုတ်ဘူးမုန်းနေတဲ့ရန်သူဖြစ်တဲ့အတွက်ကြောင့်မိမိအစင်မပြေတာကိုပဲဆိုးတာကိုပဲဒုက္ခရောက်တာကိုပဲရန်သူတွေဟာမြင်ကျင်ကြမယ်ကြားကျင်ကြမယ်ဟုတ်လားမိမိတို့လည်းပဲပုထုဇဉ်ပြီးပြီးကိုမုန်းတဲ့လူတွေမရှိဘူးလားအေးအဲ့ဒါလို့ကိုမုန်းတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ကောင်းတာတွေကိုမြင်ကျင်သလားကြားကျင်သလားလို့မေးရင်ရိုးရိုးသားသားဝန်ခံကြည့်မယ်ဆိုရင်ကောင်းတာတွေကိုမြင်လဲမမြင်ကျင်ဘူးကြားလဲမကြားကျင်ဘူးဘာဖြစ်လို့လဲဆိုတော့မုန်းနေတာကိုအဲ့ဒီမှာမြတ်စွာဘုရားကဒေါသတရားတွေမိမိတန်တန်မှာကြီးထွားခွင့်ပေးမယ်ဆိုလို့ရှိရင်ရန်သူတွေကြိုက်တဲ့သဘောတရားမျိုးမိမိတန်တန်မှာဖြစ်လာလိမ့်မယ်လို့အဲ့ဒါလိုမြတ်စွာဘုရားကစိတ်ဝင်စားဖွယ်ဖြစ်အောင်ကောရဏသုတ်တံမှာဟောထားတယ်ဒီသုတ်တံကိုနာယူပြီးတော့ဒေါသရဲ့အပြစ်များစွာရှိတဲ့အနက်ကပေတပေါင်းသူတော်ကောင်းတို့တစိတ်တဒေသသိခွင့်ရကြမယ်မြတ်စွာဘုရားရဲ့တပ္ပညုတဉာဏ်ကိုအမိပြုပြီးတော့ဟုတ်လားဒေါသရဲ့အပြစ်တွေကတော့ကုံအောင်ပြောမယ်ဆိုရင်ဘယ်ပြောနိုင်မှာလဲဗျဟုတ်လားအေးပြစ္ဆုတ်ပံတန်လျာနှစ်ဖြာသောဆင်းရဲပိဋကပေါင်းသူတော်ကောင်းတို့ဗုဒ္ဓဘာသာဝင်တွေဖြစ်တော့ရိုးနေအောင်ကြားဖို့တာရှိတယ်လောဘဆိုတာတမလွန်ဘဝမှာပြိတ္တာဖြစ်စေတတ်တယ်ဒေါသကြတော့တမလွန်ဘဝမှာငရေကိုရောက်တတ်တယ်လို့ကြားဘူးတယ်မို့လားအေးအခုလည်းမကောင်းနောင်လည်းပဲကြီးကျယ်တဲ့အပြစ်ဒဏ်တွေကိုခံရစေတဲ့အတွက်ကြောင့်ဒေါသတရားဟာကြောက်เสียသိကောင်းတယ်ဒါကြောင့်ဦးဇင်းတို့ဓမ္မပဒပါဠိတော်မှာနတ္ထိဒေါသသမောကလိလို့မြတ်စွာဘုရားဟောတယ်ဒေါသသမောဒေါသနဲ့တူသောကလိအပြစ်တွေနတ္ထိမရှိဘူးတဲ့အဖေတတ္တိအထိအမေတတ္တိအထိယဟန္တာတတ္တိအထိဒေါသတရားတွေဟာကြီးမားတဲ့အပြစ်တွေကိုလွန်ကျူးတတ်တယ်ဒါကြောင့်ဒေါသနဲ့တူတဲ့ဗာလဲအပြစ်မရှိဘူးလို့အဲ့လိုဟောထားတာဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့မိမိတို့ရဲ့ဘဝဒါထက်ပိုပြီးတော့ပြောရရင်လောကကြီးတစ်ခုလုံးကိုဆင်းရဲအောင်ပြုနေတဲ့ဒေါသတရားတွေနေမှသာလေမိမိနဲ့မိမိပတ်ဝန်းကျင်မိမိလောကချမ်းသာကြမယ်လို့သဘောပေါက်သည့်အားလျော်စွာဒေါသရဲ့အပြစ်ဒေါသကင်းခြင်းရဲ့အကျိုးတရားတွေကိုဦးဇင်းတို့ကောရဏသုတ်တံကိုအခြေခံပြီးတော့နာယူကြည်ညိုကြရအောင်တရားမဟောသေးခင်မှာမြတ်စွာဘုရားကိုရှိခိုးပူဇော်ကြောကြအောင်စို့ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေအတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယူသည်မြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥက္ကလေးချီထားကြကရုဏာတိတလဟရယံပညာပိဇောတဝိဟတမောဟတမံသာနရမရလောကကရုဝန္တိတုကတံဂတိဝိမု ddံ
ကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိသောတဝိဟတမောဟတမရဟတမေတိဟုသောအယောင်အလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖေခွာတော်မူပြီးထသောသန္နရမရလောကကရောလူနတ်မြမတတဝါနန္ဒတို့၏ကြောက်တီတန်တုအလေးကလူပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ddံ ဒေဝမနုဿာနိရယနှင့်ပေတတလိษံလာရအရှိငါတန်သောဂတိတို့မှလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတံတတဝါတို့အားအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမြတ်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမညာကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝဏေဝနာမှာကာယဝစီမနောချီ၍သုံးနေတော်ရပနာမဖြင့်ဒုက္ခရောကျိုးလက်ဆုံးမောကရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားကောဒနာသုတ်တံတဲ့ယံသူအကြိုက်လိုက်ကြမှာလားတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်တတိမေဘိက္ခဝေဓမ္မတပ္ပတ္တကန္နာတပ္ပတ္တကရဏာကောဒနာအာကိသန္တိဣဋ္ဌိဝါပုရိတံဝါဘိက္ခဝေယံတော်မြတ်အိုချစ်သားတို့တပ္ပတ္တကန္နာယံသူတို့သည်နှစ်သက်အကုန်သောတပ္ပတ္တကရဏာယံသူအကျိုးပြုလုပ်ငန်းဖြစ်ကြကုန်သောတတ္တခုနှစ်ပါးကုန်သောဣမေဓမ္မဤသဘောတရားတို့သည်ကောဒနာအမျက်ထွက်ကြကုန်သောဣဋ္ဌိဝါမိမ္မာတို့၎င်းပုရိသံဝါယောက်ျားတို့၎င်းအာကိသန္တိရောက်လာကြကုန်၏ချစ်သားတို့တဲ့ယံသူတွေနှစ်သက်တဲ့တရားယံသူအကျိုးပြုတရား9မျိုးဆိုတာရှိတယ်အဲ့ဒီယံသူတွေနှစ်သက်တဲ့တရား9မျိုးဟာအမျက်ထွက်ကြတဲ့ဒေါသကြီးကြတဲ့ယောက်ျားမိန်းမမှန်သမျှတတ္တဝါတွေဒီကိုဆိုင်ရောက်လာတယ်တဲ့နော်တပ္ပတ္တကန္တာတပ္ပတ္တကရဏာယံသူတွေနှစ်သက်တဲ့မုန်းတဲ့လူတွေနှစ်သက်တဲ့ယံသူအကျိုးပြုလုပ်ငန်းကြီး9ရက်ဟုတ်လားအဲ့ဒါဟာအမျက်ဒေါသထွက်ကြတဲ့တတ္တဝါတွေတန်တန်ကိုဆိုင်ရောက်လာတယ်တဲ့အဲ့ဒါကဘာတွေလဲဆိုတော့အဟောဝတ္တမယံအဟောဝတ္တမယံဟောဒီလောကကြီးမှာယံသူတွေကတန်တကြတယ်ဘယ်လိုတန်တကြသလဲဆိုတော့အယံဟောဒီပုဂ္ဂိုလ်မှာဒုဗ္ဗံနောအတ္တအစင်းတွေဖောက်ပြန်ပျက်စီးပါစေအဲ့ဒါလို့အစင်းတွေဖောက်ပြန်ပျက်စီးမယ်ဆိုလို့ရှိရင်အဟောဝတ္တအော်ကောင်းပါပြီစွာလို့မုန်းနေကြတဲ့လူအချင်းချင်းယံသူအချင်းချင်းအဲ့ဒါလို့တန်တတဲ့သဘောရှိတယ်တဲ့ကိုမုန်းတဲ့လူကိုမချစ်တဲ့လူဆိုရင်သူ့ရုပ်ရည်လေးကြည်ကြည်လင်းလင်းတန်တန်ရှင်းရှင်းဖြစ်နေတာတင့်တောင့်တင့်တယ်ဖြစ်နေတာကိုမမျက်နှိုးနိုင်ဘူးမနှစ်သက်နိုင်ဘူးဟုတ်လားအေးသူ့ရဲ့ရုပ်ရည်အစဉ်ပြည့်ရွှင်းသွားတာကိုမြင်ခြင်းနဲ့ဟုတ်လားအဲ့ဒါယံသူတွေမုန်းတဲ့လူအချင်းချင်းမှာဖြစ်တတ်တဲ့အလိုဆန္ဒလေးတွေပေါ့နော်အဲ့တော့ယံသူကကိုယ့်ကိုရုပ်အစဉ်ပြည့်ပြည့်နေတာအစဉ်ပြေးနေတာကိုမကြည့်ခြင်းဘူးမမြင်ခြင်းဘူးရုပ်အစဉ်မပြေးလေတာကိုပဲကြည့်ခြင်းနဲ့မြင်ခြင်းနဲ့အဲ့ဒါတကယ်လို့များမိမိကဒေါသအမျက်ချောင်းချောင်းထွက်ခဲ့မယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီယံသူနှစ်သက်တဲ့ယံသူသဘောကျတဲ့ရုပ်အစဉ်ပြည့်ရွှင်ခြင်းဆိုတဲ့သဘောတရားကြီးဟာမိမိကိုယ်တိုင်ရအောင်လှုပ်လိုက်တယ်လို့ဖြစ်သွားမယ်တဲ့နော်ဘာဖြစ်လို့လဲဆိုတော့ဒေါသတွေထွက်လာပြီအမျက်တွေမိမိတန်တမှာထင်ရှားဖြစ်လာပြီဆိုလို့ရှိရင်မြတ်စွာဘုရားကတော့တရားကိုနာကျင့်တဲ့ဘွယ်လေးဟောတယ်ဗျဒေါသတွေထွက်လာပြီအမျက်တွေထွက်လာပြီဆိုလို့ရှိရင်တဲ့ယ
ရေမိုးချိုးဖီးလိမ်ပြင်ဆင်ကောင်းတဲ့အဝိစားတွေဝတ်အဲ့ဒါလိုဘယ်လိုပဲမိမိကိုယ်ကိုမိမိပြင်ဆင်ချေလေထားပါတော့လေပဲဒေါသအမျက်ချောင်းချောင်းထွက်နေတဲ့ပုဂ္ဂိုလ်မှာအစင်းဟာပျက်စီးသွားပြီကြည့်လို့မကောင်းတော့ဘူးနော်ဘာတွေဘလို့ပဲပြင်ဆင်ထားဘလောက်ဖို့တန်တာတွေမိမိစိတ်တိုင်းကြဖီးလိမ်ပြင်ဆင်ဝတ်စားထားတော့လေပဲမိမိအစင်းဟာအဲ့ဒီအချိန်မှာပျက်စီးသွားပြီကြည့်လို့လုံးဝမကောင်းတော့ဘူးဟုတ်လားဒါကြောင့်ဒေါသထွက်နေတဲ့ပုဂ္ဂိုလ်ဟာကိုယ့်ကိုယ်ကိုအစင်းပြတ်အောင်လုပ်တဲ့အတွက်ကြောင့်ရန်သူနှစ်သက်တဲ့ရန်သူအကျိုးပြုလုပ်ငန်းတစ်ခုကိုရန်သူစိတ်တိုင်းကြလှုပ်ပေးလိုက်တာရောက်တယ်တဲ့ဟုတ်လားအေးအဲ့ဒါတရားဓမ္မပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့တွေဘယ်တတ္တဝါမျိုးမှမိမိအစဉ်ကိုကြည့်မကောင်းရှုမကောင်းဖြစ်ချင်ကြမှာမဟုတ်ပါဘူးမဖြစ်ချင်ပေမလို့ဒေါသထွက်လာပြီဆိုရင်တော့အဲ့ဒီရုပ်အစဉ်တွေဟာဖောက်ပြန်ချွတ်ယွင်းသွားတာပဲတဲ့ဒါကြောင့်မြတ်စွာဘုရားကရုပ်အစဉ်ချွတ်ယွင်းခြင်းဆိုတဲ့နံပါတ်1ပြစ်ချက်သည်ရန်သူတွေမိမိပေါ်မှာဖြစ်စေခြင်းနဲ့ရန်သူနှစ်သက်တဲ့တရားဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါပထမဦးဆုံးသပ္ပတ္တကန္တာရန်သူနှစ်သက်တဲ့တရားတဲ့ဒေါသထွက်လာလို့ရှိရင်ရန်သူနှစ်သက်တဲ့တရားကိုစတင်ပြီးတော့မိမိတန်တာမှာဖြစ်အောင်လုပ်နေတာဟုတ်လားအေး तू က9ပါးပြောထားတယ်နော်အေးအခုတစ်ပါးရှိသွားပြီနောက်ထပ်ရန်သူတွေကမိမိကိုမုန်းတဲ့လူတွေကမိမိကိုဘလို့ဖြစ်စေခြင်းတလဲဆိုတော့အဟောဝတ္တမေယံအယံဤပုဂ္ဂိုလ်သည်ပထမဦးဆုံးသူကရုပ်ရည်အစဉ်မတင့်နေတာကိုသူကလိုလားတယ်ဒုတိယလိုလားတာကဘာလဲဆိုတော့သူကဟောဒီငါမုန်းတဲ့ပုဂ္ဂိုလ်ဟာအဟောဝတ္တမေယံဒုက္ခံတရေယအယံဤပုဂ္ဂိုလ်သည်ဒုက္ခဆင်းရဲရဲ့တရေယအိယပါမူကားအဟောဝတ္တဩကောင်းပါပြီစွာရန်သူအချင်းချင်းလိုလားတဲ့အလိုဆန္ဒတစ်ခုကိုမုန်းတဲ့လူချမ်းချမ်းသာသာနှစ်နှစ်ချိုက်ချိုက်အိပ်ပျော်နေတာကိုမုန်းတဲ့လူအချင်းချင်းမမြင်လို့ဘူးမကြားလို့ဘူးဟုတ်လားဒီလိုမှအိပ်ကြီးတွေပြဲပြီးတော့ညအိပ်ရဝန်တဲ့ခါမှာစင်စင်ရဲရဲအိပ်မပျော်ဘူးတဲ့အိပ်ရှိတွေတောက်နေရတဲ့ဆိုတာမျိုးကိုရန်သူဟာဘာဖြစ်ချင်တာတော့ကြားချင်တာဟုတ်လားအေးဘယ်သူမှလည်းပဲစင်စင်ရဲရဲအိပ်ရတဲ့အဖြစ်မျိုးကိုလိုချင်မှာမဟုတ်ပါဘူးဒါပေမဲ့လို့ဒေါသအမျက်ချောင်းချောင်းထွက်လာပြီဆိုရင်တော့အဲ့ဒီရန်သူတွေနှစ်သက်တဲ့မိမိကိုစင်စင်ရဲရဲအိပ်နေရတယ်ဆိုတာမျိုးကြီးမိမိတန်တန်မှာရောက်လာပြီတဲ့ဘာဖြစ်လို့လဲဆိုတော့ဒေါသထွက်လာပြီဆိုလို့ရှိရင်မြတ်စွာဘုရားကတော့အသေးစိတ်ဟောတယ်ကော်စောကြီးတွေခင်းလို့ခေါင်းအုံကြီးတွေနဲ့ဖက်တုံးကြီးတွေနဲ့ဟာပဲတကယ်လိုက်ကာကြီးတွေနဲ့သာသနာနာအေယာကွန်အခန်းကြီးတွေမှာပေါ့ဗျာအခုလားအေးအင်မတန်ကောင်းတဲ့မွေးရာတွေကော်စောတွေအခန်းတွေနဲ့သာသနာနာပြင်ဆင်ပြီးတော့အိတ်နေတော့လည်းပဲဒေါသထွက်နေတဲ့လူတယောက်တည်ချမ်းချမ်းသာသာအိတ်နေတယ်လို့ပြောလို့ရပါမလားမရနိုင်ဘူးဒေါသထွက်နေတဲ့ပုဂ္ဂိုလ်ဟာစင်စင်ရဲရဲအိတ်ရတာပဲဟုတ်လားသူချမ်းချမ်းသာသာအိတ်ကိုမအိတ်ရဘူးဒါကြောင့်ဒေါသထွက်နေတဲ့အချိန်မှာရန်သူတွေလိုလားတဲ့ငါမုန်းတဲ့သူဟာစင်စင်ရဲရဲအိတ်ရပါစေဆိုတဲ့ဆန္ဒကိုမပြည့်ပြည့်အောင်ဖြည့်နေရမရောက်ဘူးလားရောက်တယ်ဒါကြောင့်ဒုတိယရန်သူလိုလားတဲ့တရားဟာဘာလဲလို့မေးလို့ရှိရင်စင်စင်ရဲရဲအိတ်ဆက်ရခြင်းပဲဟုတ်လားအေးနှစ်ပါးရှိသွားပြီနော်နောက်တတိယရန်သူတွေလိုလားတာကဘာလဲဆိုတော့ဒါလေးကတော့နည်းနည်းကျေပြန့်တယ်အဟောဝတ္တမေယံနပစုရတောအတ္တအယံဤပုဂ္ဂိုလ်သည်နပစုရတောအတ္တအကျိုးမဲ့ဖြစ်ပါမူကအဟောဝတ္တဩကောင်းပါပြီစွာမုန်းတဲ့လူအချင်းချင်းရန်သူအချင်းချင်းအကျိုးရှိနေတယ်ဆိုတာကိုမကြားချင်ဘူးသူ့မဲ့ဘာတွေအကျိုးမဲ့တွေဖြစ်သွားတာတွေဘာတွေပျက်စီးသွားတာတဲ့ဘာတွေအရှက်တကွဲအကျိုးနဲ့ဖြစ်တာတဲ့အစရှိသဖြင့်အကျိုးမဲ့တာတွေကိုပဲရန်သူအချင်းချင်းမုန်းတဲ့လူအချင်းချင်းဟာမလိုချင်ဘူးလားလိုချင်တယ်အဲ့ဒီတကယ်လို့မိမိကဒေါသတွေထွက်နေပြီအမျက်တွေထွက်နေပြီဆိုလို့ရှိရင်အဲ့ဒီတွေရန်သူလိုလားတဲ့အကျိုးမဲ့ခြင်းဆိုတဲ့တရားတွေဟာမိမိတန်တန်ကိုရောက်လာပြီတဲ့ဘာပြုလို့လဲဆိုတော့ဒေါသထွက်နေတဲ့အခိုက်အတန့်မှာအကြောင်းအကျိုးအကောင်းအဆိုးဘာမှနားမလည်တော့ဘဲနဲ့အကျိုးရှိတာကိုလည်းပဲအကျိုးမရှိဘူးလို့ထင်တယ်
အကျိုးမရှိတာတွေကိုလည်းပဲအကျိုးရှိတယ်လို့ထင်တယ်ဒေါသတွေနဲ့မှားမှားယွင်းယွင်းထင်မိထင်ရလို့ထင်မိထင်ရပြောအဲ့ဒါလိုကာယကံဝစီကံတွေအကုန်လုံးဒေါသရဲ့အစွမ်းကြောင့်မှားယွင်းချွတ်ချော်ပြီးတော့အလုတ်တွေမှားအပြောတွေမှားပြီးတော့အကျိုးမဲ့တွေအများကြီးမဖြစ်ပေဘူးလားဖြစ်တယ်နော်ဒါကိုဦးဇင်းတို့မင်းဝန်းစတော်ကြီးကတော့လင်္ကာလေးရှိတယ်ဗျပညာကိစ္စအဝဝ၌ကောတာလွှမ်းမိုးအမျက်ဆိုး၍ကျိုးရှိကိုပင်ကျိုးမဲ့ထင်၍ကျိုးပင်ရှိလက်မရှိမ၍ချွတ်ချော်ပြူမှားကျိုးမများသည်စတော်ကြီးကတော့ဒီသုတ်တန်ကြီးတစ်ခုလုံးကိုလင်္ကာလေးနဲ့စီတယ်အဲ့ဒါဦးဇင်းကနောက်ပိုင်းကျတော့ပိဋကပေါင်းတော်ကောင်းတို့ကိုဆိုပြမှာပါဟုတ်လားဤသိလောကဘုံဘဝ၌မိမယောက်ျားမြတ်ထွညာမူဖောက်ပြားရွင်ကွယ်ရုပ်ဆင်းပြည့်ဤအိစ္ဆတောခမချမ်းသာဘူးပြောပြီးပြီနော်ခုနကဒါတွေဟုတ်လားဖောက်ပြားရွင်ကွယ်အဆင်းပြည့်၍အိစ္ဆတောခမချမ်းသာဘူးပညာကိစ္စအဝဝ၌ကောတာလွှမ်းမိုးအမျက်ဆိုးကြောင့်ကျိုးရှိကိုပင်ကျိုးမဲ့ထင်၍အကျိုးရှိတာတွေကိုအကျိုးမဲ့တယ်လို့ထင်တယ်အမြင်တွေကမှားယွင်းကုန်တာပေါ့ဒေါသကလွှမ်းမိုးနေတော့လေကျိုးရှိကိုပင်ကျိုးမဲ့ထင်၍ကျိုးပင်ရှိလက်မရှိမှ၍ချွတ်ချော်ပြူမှားကျိုးမများသည်အကျိုးမများတဲ့ကိစ္စတွေကိုအကျိုးများတယ်ထင်ပြီးတော့လှုပ်ပြီးတော့အကျိုးမဲ့တွေကိုပဲရသွားတာအဲ့ဒီတော့ဘေးကကိုမုန်းတဲ့ရန်သူတွေကဝမ်းမသာကြဘူးလားဝမ်းသာကြတယ်မိမိဒေါသကပဲမိမိကိုရန်သူဝမ်းသာအောင်လုပ်ပေးနေတာပဲမဟုတ်လားအေးဒေါသရဲ့အပြစ်တွေကိုမြတ်စွာဘုရားကတစ်ဖက်လှဲ့ကလေးနဲ့ဟောတာနော်တခါကြီးမိုင်များဘယ်နှပါးရှိသွားပြီတော့သုံးပါးရှိသွားပြီရုပ်ရည်အစဉ်ပြည့်ရွှင်သွားမယ်ဟုတ်လားပြီးတော့စင်စင်ရဲရဲအိတ်ဆက်ရတယ်အခုပါလေအကျိုးမဲ့တွေကိုရရှိသွားတယ်ဒေါသဖြစ်လာလို့ရှိရင်လေအေးစတုထမြောက်မြတ်စွာဘုရားဗာဆက်ဟောတော့ဆိုတော့ရန်သူအချင်းချင်းမုန်းတဲ့လူအချင်းချင်းတဲ့အဟောဝတ္တယနဘောဂဝါအတ္တအယံဤပုဂ္ဂိုလ်သည်နဘောဂဝါအတ္တစီဝါဥစ္စာရိပျက်စီးပါမူကအဟောဝတ္တဩကောင်းပါပြီစွာရန်သူအချင်းချင်းမုန်းတဲ့လူအချင်းချင်းစီးပွားရေးပြည်လည်နေတယ်ဆိုတာကိုကြားခြင်းလားမကြားခြင်းဘူးဒီလိုတော့ဘလောက်ဆုံးရှုံးသွားပြီလေစီးပွားရေးတွေဘလောက်ပျက်စီးသွားကြတဲ့ဆိုတဲ့သတင်းမျိုးကိုကြားရတာအင်မတန်မိန်ရလိမ့်မယ်နော်ရန်သူအချင်းချင်းဆိုရင်ဟုတ်လားအဲ့ဒါလိုမျိုးရန်သူလိုလားတဲ့ရန်သူနှစ်သက်တဲ့အဲ့ဒီတရားစုကြီးလည်းပဲဒေါသအမျက်ချောင်းချောင်းထွက်လာလို့ရှိရင်ဘေးသက်ပေါင်းသူတော်ကောင်းတို့ပစ္စည်းဥစ္စာတွေဆုံးမခြင်းဆိုတာတွေဖြစ်တတ်တယ်ဟုတ်လားမြတ်စွာဘုရားကတော့ဘယ်လိုဟောထားလဲဆိုတော့ကိုချွေးနဲ့တကယ်အားကျိုးမှန်တဲ့ရှားဖွေထားရတဲ့ဒီပစ္စည်းလေးတွေဟာဒေါသတွေအားကြီးလာတော့ရာဇဝမှုတွေကျူးလွန်တိမခံနိုင်တယောက်ကိုတယောက်ရိုက်ပွဲတွေဖြစ်တပ်ပွဲတွေဖြစ်အဲ့ဒီမှာကိုရှားထားတဲ့ပစ္စည်းဥစ္စာလေးဟာလွယ်လွယ်ကူကူပဲမင်းပန္နာဖြစ်ပြီးတော့ဆုံးရှုံးသွားတယ်တဲ့ဟုတ်လားအေးဒေါသကြီးတဲ့ပုဂ္ဂိုလ်ရဲ့ပစ္စည်းဥစ္စာဟာတရားရုံးကိုအကြောင်းပြုပြီးတော့ကုန်တာတွေပေတပေါင်းသူတော်ကောင်းတို့သိပါတယ်ဟုတ်လားမခံခြင်းစိတ်တွေနဲ့လောက်ရကနေစီးပွားပြက်တာတွေမရှိဘူးလားရှိတယ်ရာဇဝမှုတွေကိုဒေါသအလိုလိုက်လွန်ကျူးပြီးတော့ပစ္စည်းတွေကုန်ခန်းသွားတာမြတ်စွာဘုရားကတော့အဲ့ဒါကိုညွှန်ကြားတာတခါတော့ဥစဉ်ကပုံမြင်လေးတစ်ပုဒ်တော့ဖတ်ဖူးတယ်ဗျနော်အဲ့ဒီပုံမြင်လေးကဘာပြောလဲဆိုတော့တခါတော့ကအင်မတန်ခင်မင်ရင်းနှီးတဲ့မိသားစုနှစ်စုရှိတယ်တဲ့အဲ့ဒါသူတို့ကရင်းနှီးလုံးတော့စီးပွားရေးအတူတူလုပ်တယ်အဲ့ဒါသိုးအုပ်ကြီးတအုပ်အတူတူမွေးကြတာနောက်တော့တယောက်နဲ့တယောက်သီးမခံနိုင်ရကနေစမတက်ပြီးတော့ရန်နေဖြစ်ပြီးတော့အဲ့ဒီသိုးအုပ်ကြီးကိုတယောက်တစ်ဝက်ခွဲရတာတဲ့ခွဲတော့သိုးကအကောင်100တကောင်ရှိနေတော့တယောက်90စီခွဲတာသိုးလေးတကောင်ကပိုးနေအဲ့ဒါကိုသူတို့ဟိုလူလည်းမပေးနိုင်ဘူးဒီလူလည်းမပေးနိုင်ဘူးမုန်းနေတာကိုဒေါသတွေနဲ့အဲ့ဒီတော့ဘာလို့တုံးဆိုဒီသိုးလေးကိုဘုံဆိုင်ထားတာနောက်တော့တယောက်ကအေးငါသိုးမွေးရခြင်းတယ်အဲ့တော့ငါပိုင်တယ်ဒီသိုးငါတချမ်းပိုင်တယ်အေးအဲ့လိုဆိုရင်မင်းတချမ်းပိုင်လို့ရှိရင်မင်းအဲ့ဒီတချမ်းသိုးမွေးမင်းညှက်ယူဆိုတော့သိုးကလေးကိုဘယ်ဘက်အချမ်းကလေးကနေပြီးတော့ဘာလို့တော့အမွေတွေညှက်ယူတာအဲ့ဒီမှာဟိုလူကညှက်မယူဘူးနောက်တော့အဲ့ဒီသိုးလေးကမြောင်းကြားမှာလဲပြီးတော့သေးရောသေးတဲ့အခါကျတော့ညှက်မယူတဲ့လူကတချမ်းလေးကိုညှက်ယူလို့သိုးလေးအေးပတ်ပြီးတော့သေးတယ်မင်းမှာအပြစ်ရှိတယ်ဟ
ဟိုလူကလည်းမင်းညက်မယူလို့သို့မှအလေးချိန်မညီလို့တစ်ဖက်ကလေးပြီးတော့သေရတယ်မင်းမှအပြစ်ရှိတယ်ဆိုတော့တရားရုံးရောက်ကြရောဟုတ်လားတရားရုံးလည်းရောက်ရောတရားစရိတ်တွေပေးလိုက်ရတာနဲ့ပိုင်တဲ့သူအကောင်90ဒီလည်းအကုန်ပြုတ်တယ်နောက်ဒီပြင်ပစ္စည်းတွေရှိတာလေးတွေဗာလေးတွေအကုန်လုံးရောင်းချပေါင်နှံပြီးတော့မခံကျင်တဲ့ဒေါသတရားတွေအမုန်းတရားတွေနဲ့ဆက်လက်ပြီးတော့တရားရှင်လိုက်တာသားစဉ်မြေးဆက်ကျွေးဆက်လို့ကိုမပြီးနိုင်ဘူးတဲ့ဟုတ်လားအဲ့တော့အမုန်းတရားတွေဒေါသတရားတွေကိုပြောတော့တရားယုံဆိုတာတွေနဲ့ပြောတော့ဥစဉ်ကအဲ့ဒါလေးကိုသွားအမှတ်ရတယ်မြတ်စွာဘုရားကတော့အဲ့လောက်အသေးစိတ်မပြောပါဘူးဟုတ်လားဒေါသအားကြီးလို့ရှိရင်ဒေါသအားလျော်စွာပြစ်မှုတွေလွန်ကျူးပြီးတော့ပစ္စည်းဥစ္စာတွေဟာမင်းဗန္နာဖြစ်ပြီးတော့ကုန်ခန်းသွားတတ်တယ်လို့ဘယ်နှခုမြောက်လဲ၄ခုမြောက်ဟုတ်လားအေး၄ခုမြောက်အပြစ်ကိုမြတ်စွာဘုရားကရန်သူတွေကကိုယ့်ကိုပစ္စည်းဥစ္စာပျက်စီးတာကိုလိုချင်တယ်အဲ့ဒီရန်သူလိုချင်နှစ်သက်တဲ့တရားကိုဒေါသတရားကမဖြစ်ဖြစ်အောင်ဖန်တီးပေးလိုက်တယ်တဲ့ဘယ်နှပါးရှိသွားပြီတော့၄ပါးရှိသွားပြီဤတိလောကဘုံဘဝ၌မိမယောက်ျားမျက်ထွင်ညာမူဖောက်ပြားရွင်ကွယ်ရုပ်ဆင်းပြဲဤအိဆတောခမချမ်းသာဘူးပြူညာကိစ္စအဝဝ၌ကောတာလွှမ်းမှုအမျက်ဆိုးကြောင့်ကျိုးရှိကိုပင်ကျိုးမဲ့ထင်၍ကျိုးပင်ရှိလည်းမရှိမှတ်၍ချွတ်ချောပြူမှားကျိုးမများသည်ဟုတ်လားအဲ့ဒီမှာဗာဆက်ပြီးတော့ခုဖြစ်လာလဲရှိဘွားဥစ္စာပျက်စီးသွားတာအဲ့ဒီလို၄ခုမြောက်အပြစ်ပြီးတော့၅ခုမြောက်အပြစ်ကိုမြတ်စွာဘုရားဗာဆက်ပြောလဲဆိုတော့အဟောဝတယံနယတဝအတ္တာအယံဤငါမုန်းနေတဲ့ဟောဒီငါရဲ့ယံသူသည်နယတဝအတ္တာဂုံတရင်လေးညှိုးနွမ်းခြင်းသည်အဟောဝတဖြစ်ပါမူကားအော်ကောင်းလေစွာမုန်းတဲ့လူအချင်းချင်းယံသူအချင်းချင်းဂုံတရင်လေးညှိုးနွမ်းပြီးတော့အရှိတကွဲအကျိုးနည်းတွေဖြစ်ရင်သိကောင်းမှာပဲလို့ရန်သူတွေမုန်းတဲ့လူတွေကအဲ့ဒါလိုတန်းတတဲ့သဘောမရှိဘူးလားရှိတယ်ဂုံတရင်တွေတက်ပြီးတော့ဟာမျက်နှာတွေပွင့်ပြီးတော့ထဲထဲဝါဝါကြီးဖြစ်နေတယ်ဆိုရင်ရန်သူတွေကအဲ့ဒါကိုမလိုချင်ဘူးဟုတ်လားအေးဂုံတွေပြက်ပြီးတော့အဲ့ဒါလိုမျိုးအရှိတကွဲအကျိုးနဲ့ဖြစ်တာကိုရန်သူတွေကလိုချင်တယ်အကယ်၍များအမျက်ထွက်ခဲ့မယ်ဆိုလို့ရှိရင်တဲ့မြတ်စွာဘုရားကအဲ့ဒီရန်သူတွေလိုချင်တဲ့နှစ်သက်တဲ့ပြင်စမမြောက်ဟုတ်လားပြင်စမမြောက်အဲ့ဒီလိုဂုံတရင်ပြက်ချင်းဆိုတာကြီးမိမိတန်တာမှာရောက်လာတယ်မြတ်စွာဘုရားကတော့အသေးစိတ်ပြောတယ်ဗျတတိတရားတွေနဲ့အတိညာဏ်တရားတွေနဲ့မမိတ်မလျော့ကြိုးစားပြီးတော့တိဆောက်ခဲ့ရတဲ့ဂုံကလေးဂုံဆိုတာအလကားရတာမဟုတ်ဘူးနော်ဒီပုဂ္ဂိုလ်ဟာတီတီတန်တန်ရှိပါပေတယ်တီတီငြိမ်ငြိမ်ရှိပါပေတယ်အစရှိတဲ့ကောင်းတဲ့ဂုဏ်တွေရဖို့အတွက်လွယ်လွယ်ကူကူရပါသလားမရဘူးအဲ့ဒါလို့ခဲခဲရင်းရင်းမမိတ်မလျော့မှုတရားလေးကိုအခြေခံပြီးတော့တိဆောက်ကြိုးစားပြီးတော့ရယူခဲ့ရတဲ့ဒီဂုဏ်ကလေးဒီကြော်ကြားမှုကလေးဒီအရှိန်အဝါလေးဟာဒေါသတစ်ချက်ထွက်ပြီးတော့လူကြားထဲမှာအပြောတစ်ချက်မှားလိုက်တာနဲ့အမူအရာတစ်ချက်ပြက်လိုက်တာနဲ့အဲ့ဒီဂုဏ်တွေဟာစုံစုံမြုပ်သွားတတ်တယ်တဲ့မင်းကွန်းစတော်ဘုရားကြီးကတော့ဗမာစကားပုံလေးနဲ့ကပ်ပြောတယ်ဗျတသလုံးမွေးတဲ့ကြက်ကိုတမတက်ထဲနဲ့ရိုက်တက်ပြီးတော့ချက်စားလိုက်တယ်လို့ပဲတဲ့ဟုတ်လားအဲ့လိုဂုံနေပြက်တက်တယ်ဂုံနေပြက်တက်တယ်ဟုတ်လားဦးဇင်းတို့မြတ်စွာဘုရားဟောတာလည်းတစ်ခုရှိပါရဲ့ဝေဒေဟိကာဆိုတာလူတိုင်းကြားဖို့ပါတယ်နော်အင်မတန်ဂုံကြီးတာနူးညံ့တယ်တိမ်မွေ့တယ်ဆိုပြီးတော့ဂုံအင်မတန်ကြီးတာအဲ့ဒီမှာသူ့ရဲ့ကျွန်မဖြစ်တဲ့ကာလီကလေငါသခင်မကဂုံနေကြီးလိုက်တာနူးညံ့တယ်တိမ်မွေ့တယ်လို့ဂုံကြီးလိုက်တာငါပါပဲအစသာရရလုတ်ပင်နေလို့ဂုံကြီးတာလားတကယ်ကိုစိတ်ကောင်းနှလုံးကောင်းရှိလို့ဂုံကြီးတာလားသိအောင်စုံစမ်းမယ်ဆိုပြီးတော့ကာလီကနောက်နေ့မနေ့လင်းအောင်အိတ်နေတာဘာအမှုကိစ္စမှမလုပ်ဘူးအဲ့ဒီမှာဝေဒီဟိကာကဟေးဘာလို့မထတာလဲအစကတော့ तू တနာသေးတယ်မထခြင်းလို့မထတာပါဆိုတော့စိတ်ကတော်တော်တူသွားတယ်အဲ့ဒါဘာမှမပြောဘူးနောက်နေ့မနေ့လည်းဒီလိုဆက်အိတ်တယ်ဟေးဘာလို့မထတာလဲမထခြင်းလို့မထတာပါဆိုတော့ကျွန်မတော့နင်ငါအကြောင်းသိမယ်ဟောတကားတွေမားလာပြီဟုတ်လားနောက်နေ့မနေ့ဆက်အိတ်တာပဲဘာဘူးလို့မထတော့ဆိုတော့မထခြင်းလို့မထတာဆိုတော့မထအောင်ဆိုပြီးတော့တကားမင်းတို့နဲ့ခေါင်းရိုက်ခွဲတာအဲ့ဒီမှာကျွန်မကသွေးဆက်လက်ကြနေတဲ့ခေါင်းကိုလက်နဲ့အုပ်ပြီးတော့အရက်ထဲလှည့်ပြောတာရှင်တို့ပြောတဲ့နူးညံ့သိမ်မွေ့ပါတယ်ဆိုတဲ့ဝေဒီဟိကလုတ်ပုံကြည့်ပါဦးတယောက်တည်းရှိတဲ့ကျွန်မကိုခေါင်းကိုမင်းတုံးနဲ့ရိုက်ခွဲတာခေါင်းလားဆိုတော့အဲ့ဒီနေ့ကစပြီးတော့ဝေဒီဟိကရဲ့ဂုံတရင်တွေဟာလည်းပဲပျက်စီးသွားတယ်တဲ့ဒါမြတ်စွာဘုရားဟောထားတာ
ဟုတ်လားအဲ့ဒီတော့တရားဓမ္မပေါင်းသူတော်ကောင်းတို့ကိုယ့်ရဲ့ခဲခဲရင်တီဆောက်ထားရတဲ့အရှိန်ဝါဂုံသတင်းတွေဟာအမျက်ဒေါသတစ်ချက်ထွက်လိုက်တာနဲ့ပျက်စီးသွားတတ်တယ်ဒါကြောင့်ဉာဏ်ရှိတဲ့လူပညာရှိတဲ့လူတွေဟာအမျက်ကိုအပြင်ဘက်ကိုမထွက်အောင်ကြိုးစားသင့်တယ်ဗမာစကားပုံလေးရှိတယ်မဟုတ်လားပညာရှိအမျက်အပြင်မထွက်ဘူးဆိုတာအဲ့ဒါကိုပြောတာဟိုအရိယာသူတော်ကောင်းကြီးတွေမဟုတ်လေတော့အမျက်ကတော့ရှိတာပေါ့ဗျမကျေနပ်မှုတွေဒေါသတွေကတော့ရှိတာပေါ့ဒါပေမဲ့အဲ့ဒီဒေါသကိုစကလုံးအဖြစ်နဲ့ထွက်မလာအောင်တားနိုင်တဲ့နော်အဲ့ဒီအမျက်ကိုကာယကံမှုအဖြစ်နဲ့လွန်ကျူးမသွားအောင်ထိန်းနိုင်တဲ့ဦးဇင်းတို့ဒါလေးနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောထားတဲ့ဒေါသအာကြီးတဲ့ယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့ရှူလဘောဓိဇတ်ဆိုတာရှိတယ်အဲ့ဒါလေးကိုဦးဇင်းအကျဉ်းမြပြောပြမယ်တခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးပြမပြည်ကနေပြီးတော့သုတိသိကြပြီးတော့ပုံနာမျိုးတစ်မျိုးမှာလူရည်လို့လာဖြစ်တယ်ပြမပြည်ကလာတာဆိုတော့ကာမရာဂကအင်မတန်နဲတယ်သူအိမ်တော်ပြုခြင်းတဲ့စိတ်တွေဘာတွေဘာမှမရှိဘူးဒါပေမဲ့မိဘတွေကအရွယ်ရောက်တော့မျိုးကောင်းသမီးတယောက်နဲ့လက်ထပ်ထိမ်းများပေးတယ်အဲ့ဒီအမျိုးကောင်းသမီးလေးကလည်းတိုက်တိုက်ဆိုင်ဆိုင်မှာပဲပြမပြည်ကလာတယ်လို့ဆိုတယ်အဲ့ဒါနဲ့သူတို့နှစ်ယောက်ဟာအိမ်တော်ရေးကိုစိတ်မဝင်စားပဲနဲ့အတူတူနေကြတာအဲ့ဒါမိဘတွေလည်းကွယ်လွန်အိဋ္ဌရောက်သွားပြီဆိုတော့နှစ်ယောက်စလုံးယတိမဝစ်ပြီးတော့တောရက်မိပြီးတော့အကျင့်မြတ်ကိုကျင့်သုံးကြတယ်တဲ့အဲ့ဒါလိုကျင့်သုံးနေရင်လည်းဒီနေ့တော့ဘယင်မင်းမြတ်ပိုင်တဲ့ဥယျာဉ်ကြီးရဲ့တစ်ဖက်မှာစတဲ့ချပြီးတော့အဲ့ဒီယတိဇနီးမောင်နှံပေါ့နော်အဲ့ဒီဘဝမှာတော့အကျင့်မြတ်ကိုကျင့်ပြီးတော့နေတာပါအဲ့ဒီမှာဟိုကလည်းမိမသားဆိုတော့အစာတွေကစပြီးတော့သူ့ကိုထားခဲ့မလို့သူကလည်းပဲအကျင့်မြတ်ကိုကျင့်မယ်ဆိုဘုရားလောင်းကအဲ့ဒီမှာစောင့်ရှောက်ရအောင်ဆိုသူ့ကိုခေါ်လာတာနှမလေးလိုစောင့်ရှောက်ပြီးတော့ထားတာပေါ့လေအဲ့ဒါလိုနဲ့နေရင်းနဲ့ဒီနေ့တော့အဲ့ဒီဥယျာဉ်လေးကိုဘယင်ကလှည့်လေလာရင်းနဲ့အဲ့ဒီယတိနှစ်ယောက်ကိုမြင်တာမြင်တော့ယတိမကရုပ်ရည်အရှင်အင်မတန်တင့်နေတော့ဆွဲလန်းမဲ့မောပြီးတော့ပွားပြီးတော့မေးတာတဲ့မှာပိုင်ရှင်ရှိလားဆိုတော့အဲ့ဒီမှာဒီယတိဟာလူဘဝတုန်းကသူ့ရဲ့အရှင်သခင်လေးယောက်ျားပါဩဒါလူဘဝတုန်းကတည်းအခုတော့ဘာမှမတော်တော့ဘူးတဲ့အဲ့ဒါနဲ့အတင်းအကျပ်အဲ့ဒီယတိမကိုနန်းတော်ကိုခေါ်သွားတာမင်းကြီးတွေကိုခေါ်သွားလို့ခိုင်းလိုက်တာခိုင်းပြီးတော့ဘုရင်ကြီးကယတိကိုမေးတာငါဒီလိုလုပ်တော့သင်ဘာတတ်နိုင်လဲတဲ့သင်စိတ်ထဲဘလို့ရှိလဲအဲ့ဒါလိုမေးတာအဲ့ဒါရှင်အာနန္ဒအလောင်းပဲအဲ့ဒါလိုမေးတော့ဘုရားလောင်းကငါမှအမျက်ဆိုတာတော့ဖြစ်တာပေါ့တဲ့ယူပဲပြန်ပြောတာနော်အေးအေးဆေးဆေးပဲငါမှအမျက်တော့ဖြစ်တာပေါ့တဲ့ဒါပေမဲ့အဲ့ဒီအမျက်ကိုငါအပြင်မထွက်အောင်ကြိုးစားနေတယ်တဲ့မေတ္တာကမ္မထမ်းနဲ့ငါကြိုးစားနေတယ်တဲ့အဲ့ဒါလိုကျုံးဝါပြောတော့ဘုရင်ကြီးကပြန်သွားတော့နန်းတော်ကိုဟိုရောက်တော့ယသိမကိုမင်းလူထွက်ပါအဲ့ဒါလို့ဆိုရင်မင်းကိုမိဘရဲ့ခေါင်းကြီးမြှောက်မယ်ဆိုပြီးတော့မင်းစည်းစိမ်နဲ့ဖျားရောက်တယ်ဒါပေမဲ့ယသိမကငိုးယူပြီးတော့လောကကြီးပြည့်စုံပြီငါအကျင့်မြတ်ကိုပဲကျင့်ကျင်တယ်ဘယင်သွေးဆောင်ဖျားရောက်တာကိုလက်မခံဘူးဘယင်ကအဲ့ဒီမှာယသိတွေဆိုတာဘယ်လိုအတတ်ပညာတွေတက်တယ်လို့ငါကောင်းကောင်းမသိရဘူးငါကိုပြုစားရင်ဒုက္ခအဲ့တော့ယသိကြီးဘာတွေလုပ်နေလဲမသိဘူးဆိုတော့ तू ကြောက်လန့်လန့်နဲ့ယသိကြီးနေတဲ့နေရာကိုပြန်ရောက်လာပြန်တယ်စုံစမ်းတာဘာတွေများလုပ်နေလဲလို့ဟိုရောက်တော့ဘုရားလောင်းကတီတီငိမ့်ငိမ့်ပဲစုပ်နေတဲ့သင်္ကန်းကိုချုပ်နေတာအဲ့ဒါသူကအချွေရံနေနေနဲ့တိတ်တိတ်ကလေးလာတော့ဘုရားလောင်းကလှဲ့မကြည့်ဘူးအဲ့ဒါကိုဘုရင်ကြီးကအထင်လွဲတာကြည်စမ်းအမျက်ဒေါသတွေနဲ့ငါ့ကိုလှဲ့ပြီးတော့တောင်မကြည့်နိုင်ဘူးစကားတောင်မပြောနိုင်ဘူးစောတော်တုန်းကတော့ငါအမျက်ဒေါသရှိတော့ရှိတယ်အပြစ်မထွက်အောင်ထိမ့်မလေးပါလေးကျင်းဝါပြီးတော့ဒီယသိဘာလည်းမသိဘူးဆိုပြီးတော့ပြောတာဗျအဲ့ဒါနဲ့အရှင်ယသိတဲ့အစာတုန်းကတော့သင်ကျုံဝါတယ်နော်ဒေါသမဖြစ်အောင်ငါကြိုးစားလို့ပြောတယ်အခုဒေါသဖြစ်လို့သင်ငါ့ကိုစကားမပြောတာမဟုတ်လားအဲ့ဒီတော့ဘုရားလောင်းကမင်းကြီးတဲ့ဖြစ်ကားဖြစ်ဤသို့တော်ငါမထွက်စေရအဲ့ဒါလိုလေးသူကပဟေလီလေးနဲ့ပြောတာဘာတွေဖြစ်လို့ဘာတွေကိုမထွက်စေတာတော့ဘုရင်ကြီးကယုတ်တရနားမလဲဘူးအဲ့ဒီတော့မှဘုရားလောင်းကတခုချင်းရှင်းပြတယ်အမျက်ဒေါသဆိုတာငါတန်တန်မှာဖြစ်ပါတယ်တဲ့မဖြစ်ဘူးလို့ငါမဆိုလို့ဘူးသို့တော့အဲ့ဒီအမျက်ကိုငါမထွက်စေရဘူးတဲ့အပြင်ဘက်ကိုသင်မမြင်စေရဘူးငါမေတ္တာကမ္မထမ်းနဲ့ငါတားဆီးထားတယ်တဲ့ဘုရားလောင်းကအဲ့ဒီမှာဘုရင်ကြီးကိုတရားဟောတာအမျက်ရဲ့အပြစ်တွေအဲ့ဒီတည်းကဦးဇင်းတို့တချို့တဝက်လေးကောင်းတာလေးတွေယူပြောရလို့ရှိရင်အမျက်ဒေါသဖြစ်တယ်ဆိုတာဘာနဲ့တူလဲဆိုလို့ရှိရင်တဲ့ရှေ့တုန်းက
မိညှိပြီးမိရအောင်ဆိုမီးပုတ်ခုံဆိုတာရှိတယ်အခုလိုမီးချစ်ကြောက်တွေပါတယ်မရှိဘူးလေအဲ့အင်မတန်မာကြောတဲ့အသားမာကိုခြုံကလေးထွင်းပြီးတော့အဲ့ဒီထဲမှာဂွန်းတို့ဘာတို့ထည့်ပြီးတော့ထောင်းတာပေါ့အဲ့ဒါပူတော့အဲ့ဒီဂွန်းကိုမီးဆွဲသွားတာအဲ့ဒါမီးပုတ်ခုံလို့ခေါ်တယ်နော်လက်နဲ့ရင်လည်းပုတ်တယ်အဲ့ဒီမီးပုတ်ခုံမှာမီးဖြစ်လာပြီဆိုလို့ရှိရင်အဲ့ဒီမီးပုတ်ခုံကဖြစ်တဲ့မီးဟာတခြားကိုမဆွဲမလောင်ရခင်မှာသူ့ကိုယ်သူအရင်အလောင်ခံရတယ်ဒါလေးနဲ့ဥပမာပေးတာဒေါသအမျက်ထွက်လာပြီဆိုရင်ဒီဒေါသအမျက်ကြောင့်တခြားသောသူတွေမဆင်းရဲသေးခင်မှာဒေါသအမျက်ထွက်တဲ့လူကိုအရင်လောင်နေတဲ့ဒေါသဟာဟုတ်လားအေးအဲ့ဒီမှာဘုရားလောင်းကမင်းကြီးတဲ့ဒေါသဆိုတာအမျက်ဆိုတာနှစ်ဦးနှစ်ဖက်ဘာအကျိုးမှမရှိတဲ့အတွက်ကြောင့်အမျက်ကိုကြိုးစားပြီးတော့ထိမ့်သိမ့်တဲ့နဲ့ဆိုပြီးတော့ဘုရားလောင်းကအဲ့ဒီမှာမင်းကြီးကိုတရားဟောတော့ဒါသူတော်ကောင်းကြီးပဲလို့နားလည်ပြီးတော့ယတိမကိုပြန်ပို့ပြီးတော့ကြည်ညိုသွားတာဒီဥယျာဉ်ထဲမှာပဲတက်တက်လုံးတရင်သုံးပါဆိုပြီးတော့ပြုစုလုပ်ကျွေးတယ်အဲ့ဒီတော့ဦးဇင်းတို့ဒီနေရာမှာဘုရားလောင်းပြောတဲ့စကားကလေးဖြစ်ကားဖြစ်ဤမထွက်ဆိုတဲ့စကားလေးဟာတရားဓမ္မတို့ဦးဇင်းတို့အတွက်လိုက်နာကျင့်သုံးစရာမကောင်းဘူးလားပုထုဇဉ်ဆိုတော့မကျင့်တတ်တာတွေကတော့ရှိမှာပေါ့နော်ဘာလို့ဆိုတော့လောကကြီးကကျင့်တတ်စရာတွေနဲ့တိဆောက်ထားတာမှမဟုတ်ဖဲဘူးဗျဟုတ်လားလောကကြီးမှာမကျင့်တတ်စရာတွေအများကြီးရှိတယ်မြင်လို့မကောင်းတာတွေကြားလို့မကောင်းတာတွေအမီးမောက်မတည့်တာတွေမဟုတ်တာတွေမညီညွတ်တာတွေမမျှတတာတွေမရှိဘူးလားရှိပါပါအဲ့ဒါလို့မကျေနပ်စရာတွေတွေ့တိုင်းမကြည်မနှက်ဖြစ်နေမယ်ဆိုရင်လောကကြီးကဘာမှဖြစ်မှာမဟုတ်ဘူးကိုယ်ပဲဒေါသမီးတွေလောင်ပြီးတော့အကျိုးမဲ့မှာဟုတ်ရဲ့လားအေးအဲ့တော့လောကကြီးကကိုယ်စိတ်တိုင်းကြတိဆောက်ထားတာဟုတ်ရဲ့လားမဟုတ်ဘူးဗျဖြစ်ချင်တိုင်းဖြစ်နေတာအဲ့လိုပဲကိုယ်တိုင်ကလည်းပဲအသိဉာဏ်နဲ့ဆိုတာပြုထားတဲ့အမှုတွေကမရှိဘူးလားရှိတယ်ရှိတော့ကိုယ်အမှုတွေကကိုယ်ပဲကိုယ်စိတ်တိုင်းမကြအောင်ဒေါသဖြစ်အောင်ဖန်တီးနေတာတွေကမရှိဘူးလားဒီစကားလေးနည်းနည်းလေးနဲ့တယ်နော်ကိုယ်တိုင်လှုပ်ထားတဲ့အရာတွေကိုကပဲကိုပြန်ပြီးတော့ဒေါသဖြစ်အောင်လုပ်နေတာတွေမရှိဘူးလားရှိတယ်ကိုယ့်ရဲ့ဉာဏ်နဲ့သည့်အားလျော်ဆိုတာလှုပ်ထား၊ကင်ထားတဲ့ပြုမှားပြောမှားတွေပေါ့ဗျာအေးအဲ့ဒါတွေကဒီမှာလက်စကမသိမ်းရသေးတော့အဲ့ဒါတွေကိုကိုကတွေ့တိုင်းဒေါသဖြစ်เสียတွေကရှိနေတယ်ဟုတ်လားအဲ့တော့ပြောချင်တာကဒေါသဖြစ်เสียတွေကလည်းပတ်ဝန်းကျင်မှာရှိနေပါတယ်ကို့မှာလည်းပဲဒေါသဖြစ်เสียအကြောင်းအနုတ္တယသဘောတွေကလည်းရှိနေပါတယ်အဲ့ဒါလို့အာယုံကလည်းအာယုံကိုယ်ကလည်းကိုယ်အဲ့ဒီနှစ်ခုတွေ့ကြပြီဆိုတော့ဒေါသဆိုတာကတော့ထွက်လာမှာပဲအနာဂတ်မဖြစ်သေးသမျှဒေါသကအပြီးသတ်မပယ်သေးဘူးအခါအားလျော်ဆိုအကြောင်းသိရင်ဒေါသကထွက်လာမှာပဲအဲ့ဒီထွက်လာတဲ့ဒေါသအမျက်ကိုနှုတ်ပေါ်အရောက်မခံဖို့လက်ပေါ်အရောက်မခံဖို့မလိုဘူးလားအေးတကယ်လို့မြတ်မထိန်နိုင်ဘူးမသိနိုင်ဘူးဗျံပဓာတွေပြောမိသွားပြီလုံမိသွားပြီဆိုရင်တော့တလုံးတိဆောက်ခဲ့ရတဲ့ဂုံကျေးဇူးကလေးဟာတစ်ချက်တည်းနဲ့ဂုံခန်းသွားလိမ့်မယ်အဲ့ဒါလို့ဂုံတွေပြတ်သွားပြီအရှိန်အစော်တွေပြည့်စည်သွားပြီအရှိတကွဲအကျိုးနဲ့တွေဖြစ်ပြီဆိုတော့ဘယ်သူတွေကဝမ်းသာကြမှာတော့ရန်သူတွေကဝမ်းသာကြမှာဗျာဟုတ်လားဒါကြောင့်ဆိုခရတီကပြောထားတာကြားဘူးတယ်မဟုတ်လားအပြုံးကအပြုံးထဲမှာကိုယ်ရန်သူဒုက္ခရောက်တဲ့အချိန်မှာပြုံးရတဲ့အပြုံးဟာအမိန်ဆုံးပဲတဲ့ဟုတ်လားဒါကြောင့်ရန်သူတွေမိန်အောင်မလုပ်ကြနဲ့ပေါ့ဟုတ်လားတခါကြီးမိုင်များဒါကြောင့်တရားကောင်းစဉ်ကဘယ်လိုတတ်ထားတာတော့ရန်သူအကြိုက်လိုက်ကြမှာလားတဲ့ဟုတ်လားအေးရန်သူအကြိုက်လိုက်တယ်ဆိုတာဒေါသဖြစ်ချင်းသည်ပင်ရန်သူအကြိုက်ကိုလိုက်နေရရောက်တယ်နော်အေးဘယ်နှပါရှိသွားပြီတော့၅ပါးရှိသွားပြီနော်အေးနောက်တစ်ခုမြတ်စွာဘုရားဗာဆက်ပြီးတော့ပြောတုံဆိုတော့အဟောဝတ္တယနမိတ္တဝါအတ္တာအယံဤပုဂ္ဂိုလ်သည်နမိတ္တဝါအတ္တာအဆွေခံမွန်ချစ်ကြံဝင်ကြတဲ့မိတ်ဆွေအပေါင်းအသင်းမရှိသည်ရှိသောအဟောဝတ္တဩကောင်းပါပေစွာမုန်းနေတဲ့လူအချင်းချင်းရန်သူအချင်းချင်းဟာတိုင်းတိုင်းဝိုင်းဝိုင်းနဲ့ချစ်တဲ့လူတွေခင်တဲ့လူတွေမိတ်ဆွေတွေအပေါင်းအသင်းတွေဝိုင်းဝိုင်းလေပြီးတော့အဲ့ဒါလိုနေတာကိုရန်သူတွေကမြင်ခြင်းမလားမမြင်ခြင်းဘူးဘယ်သူမှချစ်မဲ့လူမရှိအထီးချမ်းလူတိုင်းကမုန်းပြီးတော့တယောက်တည်းညှိုးညှိုးငယ်ငယ်အဲ့ဒါလိုနေတာမျိုးကိုပဲရန်သူတွေကမြင်ခြင်းတယ်ဟုတ်လားအေးအဲ့ဒါလိုအထီးကျန်ပြီးတော့ချစ်တဲ့ခင်တဲ့သူမရှိဘဲနဲ့ကိုယ်ပတ်ဝန်းကျင်မှာကိုယ်အကျိုးစီးပွားကိုလိုလားတဲ့မိတ်ဆွေအပေါင်းအသင်းချစ်ကြံဝင်တဲ့လူတွေမရှိဘဲနဲ့တကိုယ်ဒီအထီးကျန်ဖြစ်နေတာကိုရန်သူတွေကလိုချင်တယ်အဲ့ဒီရန်သူနှစ်သက်တဲ့ရန်သူလိုချင်တဲ့တရားမျိုးဒေါသတာဖြစ်ကြည့်လိုက်ရန်သူအလိုကြဆောင်ရွက်ပြီးသားဖြစ်သွားပြီ
ဘာဖြစ်လို့လဲဆိုတော့ဒေါသကြီးတဲ့ပုဂ္ဂိုလ်ထိခနဲ့ရှိအမျက်ထွက်နေတဲ့ပုဂ္ဂိုလ်ကိုဘယ်သူမှအနာနာမကတ်ချင်ဘူးဟုတ်လားမုန်းလို့မဟုတ်ပေမဲ့လို့သူ့ဒေါသတန်တန်တွေကိုကြာတော့ဘယ်သူမှမခံနိုင်ဘူးဟုတ်လားဟိုဟာမြင့်စိတ်တိုင်းမကြဒီဟာမြင့်စိတ်တိုင်းမကြအဲ့ဒါလိုမျိုးကိုယ်ဒေါသတွေကိုအမြဲတမ်းဖော်ပြနေမယ်ဆိုလို့ရှိရင်ပတ်ဝန်းကျင်ချစ်တဲ့ခင်တဲ့လူတွေကကြာတော့ကိုယ့်ကိုဘာဖြစ်လာမှာတော့စိတ်ပြက်လာမှာတောက်လျှောက်ကြီးတော့မုန်းမှာမဟုတ်ဘူးပေါ့စိတ်ပြက်လာမှာဟုတ်လားစိတ်ပြက်ပြီးတော့တဖြည်းဖြည်းနဲ့ခွာသွားရင်ကိုတယောက်တည်းပဲကြံပါဟုတ်လားဒါကဥသိမ်းကလျှော့ပြောတာနော်ဒေါသတွေကြီးရင်ကြီးသလောက်ပတ်ဝန်းကျင်ကမုန်းတယ်ဘုန်းဆိုကိုကဒေါသကြီးနဲ့နေတာကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေကမေတ္တာပဲရကျင်တာဗျကိုလည်းပဲဒေါသတွေသာပေးလို့သာပေးနေတာပါတကယ်ကကိုလည်းပဲမေတ္တာပဲရကျင်တာကိုကြတော့မေတ္တာရကျင်ပြီးတော့ပတ်ဝန်းကျင်ကိုကြတော့ဒေါသတွေကြီးဝေငှနေမယ်ဆိုရင်ဘယ်သူကရှုမှာလဲဘယ်သူကမရှိဘူးဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာပြောတယ်ဒေါသကြီးတဲ့ပုဂ္ဂိုလ်ဟာနေလိုပဲတဲ့ဘယ်သူမှမကြည့်နိုင်ဘူးဒါကနည်းနည်းလေးလျှော့ပြောတာအမှန်ကတော့မကြည့်ခြင်းဘူးဟုတ်လားအေးမေတ္တာတရားအားကြီးတဲ့လူတွေဒေါသတရားအားနေတဲ့ပုဂ္ဂိုလ်တွေကြတော့လလိုပဲတဲ့လူတိုင်းကတာတယ်မြင်ခြင်းနဲ့ကြည့်ခြင်းနဲ့ဟုတ်လားဒါကြောင့်ဒေါသတွေအားကြီးနေမယ်ဆိုလို့ရှိရင်ကိုယ်ဘေးနားမှာရှိတဲ့ချစ်တဲ့ခင်တဲ့လူတွေကိုနှင်ထုတ်နေတာနဲ့အတူတူပဲအဲ့ဒါတဖြည်းဖြည်းနဲ့ကိုယ့်ဘဝဟာ6ကတ်လာမယ်ပူလောင်လာမယ်မေတ္တာငတ်ပြီးတော့လေဟုတ်လားအေးအဲ့ဒါလိုမျိုးတရားဓမ္မတို့ဦးဇင်းတို့တွေအဖို့မဲ့ပြီးတော့အထီးကျန်သွားပြီဆိုလို့ရှိရင်ဘယ်သူတွေကဝမ်းသာကြမယ်ရန်သူတွေမုန်းတဲ့လူတွေကဝမ်းသာသွားမယ်အဲ့ဒါလိုရန်သူတွေမုန်းတဲ့လူတွေဝမ်းသာအောင်ဘယ်သူကလှုပ်ပေးမယ်အမျက်ဒေါသကလှုပ်ပေးမယ်တဲ့ဒါကြောင့်မြတ်စွာဘုရားရဲ့မေတ္တာတွေကရုဏာတွေအင်မတန်ပဲကြီးညိုစရာကောင်းပါလေဟုတ်လားတစ်ဖက်လှည့်ကလေးနဲ့ဒေါသကိုပယ်ရှားဖို့မြတ်စွာဘုရားကဟောနေတာဟုတ်ရဲ့လားအဲ့တော့ဘယ်နှပါးရှိသွားပြီလဲအေး6ပါးရှိသွားပြီနောက်ဆုံး9ပါးမြောက်ကဘာလဲဆိုတော့အဟောဝတ္တယံကာယတ္တဗေဒပရမရဏာယဒုက္ခတိဝိနိပါဒံနိရယဥပပစ္စံတောငါမုန်းတဲ့လူဟာကွယ်လွန်အနိစ္စရောက်ပြီးတဲ့မကောင်းတဲ့ဘုံဘဝဘုံဌာနတွေငရဲတိဆံပြိတ္တာအတူတကယ်အစရှိတဲ့ဒုက္ခတိဘဝကိုရောက်သွားရင်သိကောင်းမှာပဲလို့တောင်းတကယ်မုန်းလာပြီဆိုရင်အဲ့လောက်ထိမျော်လင့်နေတဲ့မုန်းတဲ့လူအချင်းချင်းရန်သူအချင်းချင်းကဟုတ်လားကိုမုန်းတဲ့လူကသေဂာနိမှာကြည်ကြည်လင်းလင်းလေးနဲ့ဟာနမိတ်ကောင်းလေးတွေထင်ပြီးတော့တကယ့်ကိုပဲသေခြင်းတရားကိုသိက္ခာရှိရှိအေးအေးဆေးဆေးရင်ဆိုင်နိုင်သွားတယ်လို့ကြားရတာကိုမုန်းတဲ့လူတွေကမကြားချင်ဘူးဟုတ်လားသွေးယူသွေးတန်းနဲ့သေခြင်းတရားကိုပုံပြက်ပန်းပြက်အိမ်ဒီသိက္ခာမဲ့စွာရင်ဆိုင်သွားတယ်ဆိုရင်ကောင်းတယ်ဒီကောင်သေးပြီးတဲ့နောက်မကောင်းတဲ့နေရာရောက်ပိုးတောင်ကောင်းသေးတယ်လို့ရန်သူတွေကဘာလို့အဆုံးစုံအဲ့လောက်ထိတောင်ရန်သူတွေကလိုလားတယ်ဟုတ်လားဒါမြတ်စွာဘုရားကုံကုံပြောတာနော်အေးအဲ့ဒါလိုမျိုးရန်သူလိုလားတဲ့သိပြီးတဲ့နောက်မကောင်းတဲ့နေရာကိုရောက်ခြင်းဆိုတဲ့အကျိုးမဲ့ခြင်းကြီးကိုလည်းပဲဒေါသတရားကမဖြစ်ဖြစ်အောင်ဆောင်ရွက်ပေးပါလိမ့်မယ်တဲ့။ဘာပြုလို့လဲဆိုတော့ဒေါသတွေအားကြီးလာပြီအမျက်တွေထွက်လာပြီဆိုလို့ရှိရင်ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့အပေရောင်ကြောင်းဒုစရိုက်တရားတွေကိုလွန်ကျူးမိတတ်တယ်တဲ့။နော်ဒေါသအားကြီးတဲ့လူတွေဟာဒုစရိုက်တရားတွေကိုလွန်ကျူးမိတတ်တယ်။အဲ့ဒါလိုဒုစရိုက်တရားတွေလွန်ကျူးမိပြီဆိုလို့ရှိရင်တည်တည်အခြားမဲ့မှာဒုစရိုက်တရားတွေရဲ့အကျိုးဆက်ကိုမခံစားရပြီဘူးလားခံစားရနိုင်တယ်။ဒါကြောင့်ဒေါသတရားသည်ရန်သူလိုလားတဲ့သိပြီးတဲ့နောက်တောင်မှမကောင်းတဲ့ဘဝကိုရောက်စေခြင်းတယ်ဆိုတဲ့ဆန္ဒကိုမပြည့်ပြည့်အောင်ဖြည့်ပေးလိုက်တာဟုတ်လားဒါကြောင့်ဒေါသကင်းအောင်နေကြရမယ်လို့မြတ်စွာဘုရားကဒီရွယ်ချက်နဲ့9ခုမြောက်ရန်သူနှစ်သက်တဲ့တရားရန်သူအကျိုးပြုတဲ့တရားကိုဟောတာရန်သူအကျိုးပြုကသိပြီးတဲ့နောက်မကောင်းတဲ့နေရာရောက်ဖို့အဲ့ဒါဒေါသကဒုစရိုက်တရားတွေကနေတခြင်းအဲ့ဒီမကောင်းတဲ့နေရာကိုမပို့ပေးဘူးလားပို့မယ်ဦးဇင်းတို့ဟိုယဟန်တပါးအရှင်နာရရတဲ့ကိစ္စကုတ်တော်မောကနေဆုံးခံဆင်းပြီးတော့ကြွလာတော့ပြိတ္တာတကောင်ကိုတွေ့တယ်တဲ့အဲ့ဒီပြိတ္တာကအောက်ပိုင်းကတော့လူလိုပဲတဲ့အပေါ်ကဒီဇက်ရဲ့အပေါ်ကစပြီးတော့ဝက်တကောင်လိုဖြစ်နေတယ်တဲ့ဒါပေမဲ့တကိုယ်လုံးလဲရွှေရောင်တောက်နေတယ်တဲ့သူ့ရဲ့ပါဇက်ကအထူးသဖြင့်ဝက်နှုတ်သေးလို့ခြုံထွက်နေတယ်အဲ့ဒါထူးဆန်းတာနဲ့အရှင်နာရရကတကိုးကြီးတော့မေးကြည့်တာဘာဖြစ်တာတော့ဒါကအဲ့ဒီမှာအဲ့ဒီပြိတ္တာကပြောတယ်တဲ့
ငါကတ္တပမြတ်စွာဘုရားလက်ထက်တုန်းကသင်လိုယဟန်တစ်ပါးပဲတဲ့အဲ့ဒီတုန်းကလောဘဒေါသမောဟမကောင်းဘူးဆိုတာကိုငါသိပါတယ်တဲ့သိလို့မို့ငါအများကြီးစောင့်စည်းခဲ့တယ်ဒါပေမဲ့ငါလက်ကိုသာစောင့်စည်းနိုင်တယ်ငါနှုတ်ကိုမစောင့်စည်းခဲ့နိုင်ဘူးတဲ့အထူးသဖြင့်ငါအဲ့ဒီဘဝတုန်းကဒေါသသိအားကြီးတယ်တဲ့ဒေါသအားကြီးတော့ထိခနဲ့ရှိရင်ငါကဆဲတာပဲတဲ့ဟုတ်လားအတူတူတွေကလည်းယဟန်တွေသတင်းသုံးဖို့အချင်းချင်းအတူနေကြတာဆိုတော့ငါသတင်းသုံးဖို့အချင်းချင်းတွေကိုငါခဏတိုင်းရုပ်မာမာတွေငါဆဲတယ်တဲ့အဲ့ဒါကြောင့်မို့လို့ကာယကံကိုစောင့်ရှောက်ခဲ့တဲ့အတွက်ကြောင့်ငါရဲ့ခန္ဓာကိုယ်ကရွှေလိုဖြစ်နေတယ်ဝစီကံကိုဒေါသအလိုလိုက်ခဲ့တဲ့အတွက်ကြောင့်ငါရဲ့နှုတ်သီးကဝက်နှုတ်သီးလိုဖြစ်ပြီးတော့ဆာလောင်ငတ်မှုတဲ့ပြိတ္တာဘဝကိုငါခံစားနေရတယ်ငါရဲ့အဖြစ်ကိုသင်မြင်တဲ့အတွက်ကြောင့်လူတွေကိုတဆင့်ပြောပြီးတော့မကောင်းမှုဟာသိကြောက်စရာကောင်းတယ်လို့ပြောပါလေလို့အမေသူကတော့အဲ့လိုလေးမှားသေးတာဗျသိလားအဲ့တော့ဦးဇင်းတို့ပြောချင်တာကတရားဓမ္မတို့ဦးဇင်းတို့တွေလည်းလက်ကိုထိန်းနိုင်ပြီမလို့တခါလေနှုတ်ကိုထိန်းဖို့ကြတော့ခက်ခဲတဲ့သဘောရှိတတ်တယ်တုတ်ကနေဒေါသအလျော်စွာမပြောမိတတ်ဘူးလားပြောမိတတ်တယ်အဲ့ဒါလိုပြောတဲ့စကားတွေကတာမန်လူပေါ်ပြောရင်အပြစ်သိမ့်မကြီးပေမဲ့လို့သီလသမารိပညာကြီးရင်ကြီးသလောက်တစ်ဖက်လူကလေကိုပြောလိုက်တဲ့လူကသီလသမารိပညာကြီးရင်ကြီးသလောက်ကိုမှမခံရပြီဘူးလားခံရနိုင်တယ်ဦးဇင်းတို့ဟိုလောကဒီပကကျမ်းလားမသိပါဘူးဗျာဦးဇင်းတို့တီဟိုကျွန်းကရေးတဲ့ကျမ်းတစ်ကျမ်းထဲမှာပြောထားတာရှိတယ်ဦးဇင်းတို့တန်ဝေကဝတ္ထုဒီပဏီထဲမှာတွေ့ရတယ်တီဟိုခေတ်ကယဟန်တော်တွေဟိုဖျားဘူးသွားမယ်ဆိုတော့သွားရင်းနဲ့တောထဲမှာမျက်စိလဲတာတဲ့အဲ့ဒီလိုမျက်စိလဲတော့လဲထွန်းနေတဲ့လူတစ်ယောက်ကိုတွေ့တယ်အယောင်တွေလည်းထွက်နေတယ်ဘာလည်းမသိဘူးတို့အဲ့ဒီနဲ့သွားပြီးတော့လမ်းမေးကြည့်မယ်ဆိုသွားပြီးတော့မေးတာတခါကြီးကျုပ်တို့လမ်းပြောင်းနေလို့မျက်စိလဲနေလို့လမ်းပြသမ်းပါအမလီအရှင်ဘုရားတို့မျက်စိလဲတာက9ရက်ပဲရှိသေးတယ်တပည့်တော်မျက်စိလဲနေတာကတ္တပမြတ်စွာဘုရားပြိဋိဘံစံပြီးတဲ့ကစပဲတဲ့ဘာဖြစ်လို့ तू ကလဲနေတာဆိုသူ့အကြောင်းလေးကို तू ကပြောပြတာအဲ့ဒီတုန်းကတဲ့တပည့်တော်တို့ကတ္တပမြတ်စွာဘုရားပွင့်တော့တပည့်တော်ကစီးပွားရေးမှစီးပွားရေးစီးပွားရေးမှစီးပွားရေးဒီလိုဖြစ်နေတာတဲ့သူ့စိတ်ကဒါပေမဲ့အများကြီးမချမ်းသာဘူး तू ကလေသမားတယောက်အဲ့ဒါကတ္တပမြတ်စွာဘုရားဒီကိုဘုရားဖူးပြီးတော့တရားနာသွားဖို့ဆိုပြီးတော့အိမ်နီးနားချင်းတွေကသူ့ကိုခေါ်တာအဲ့ဒီအချိန်မှာ तू ကအကြောင်းတစ်ခုခုကြောင့်စိတ်တူနေတာစိတ်တူနေတဲ့အချိန်မှာစကားမပြောမိဖို့အင်မတန်အရေးကြီးတယ်လို့ထင်တယ်အဲ့ဒါ तू ကစိတ်တူနေတော့ဘာပြောလိုက်လို့ဆိုတော့သင်တို့သာသွားဖူးကြသင်တို့ကတ္တပမြတ်စွာဘုရားကငါ့လေလားထုံပေးမှာလားတကယ်လို့သင်တို့ဘုရားကငါ့လေလားထုံပေးတယ်ဆိုရင်တော့ငါဘုရားသွားဖူးမယ်လို့အဲ့ဒါလူကြီးပြောလိုက်တာလေဘုရားကိုလေထုံခိုင်းနေတဲ့သဘောပေါ် तू ကဟုတ်လားအေးအဲ့ဒါလူမပြစ်မှားတဲ့မပြစ်မှားတိုက်တဲ့အရာရဲ့လို့ဘာရဲ့လို့မစင်းသားမိတော့ဘူးဒေါသအားကြီးလာလို့ရှိရင်မပြောတဲ့နာတွေပြောတဲ့နာတွေမပြုတဲ့နာတွေပြုတဲ့နာတွေမရွေးချယ်နိုင်တော့ဘဲနဲ့ပြောမိပြောရတွေထွက်သွားတာဟုတ်လားအဲ့ဒါကြောင့်မို့လို့အဲ့ဒီဘဝကသေတော့သူငရဲကြပြီးတော့အဲ့ဒါသူတန်ထွန်သွားတယ်ထွန်းနေရတာတဲ့သူမနာရဘူးတဲ့သိလားအဲ့ဒါပြိတ္တာကြီးဖြစ်နေတာလို့ပြောတယ်နော်အဲ့ဒါကိုယဟန်တော်တွေကပြန်ပြီးတော့မှတ်တမ်းတင်ထားတဲ့သဘောပေါ့အဲ့ဒါတီဟိုကျွန်းကလာတဲ့ကျမ်းစာထဲမှာပါတဲ့အကြောင်းအရာလေးတစ်ခုပေါ့ဒါပေမဲ့တရားဓမ္မတို့ဦးဇင်းတို့တွေမိမိရဲ့နှုတ်နော်လက်ကိုအကြောင်းပြုပြီးတော့ဖြစ်မယ်ဆိုရင်ပိုးဆိုးမှာနော်အေးအဲ့ဒါလို့ကာယကံတွေဝစီကံတွေမနောကံတွေဟာဒေါသတည်းဟူသောအကြောင်းတရားကြောင့်မှားမှားယွင်းယွင်းပြုမိမှာပြောမိမှာတွေဖြစ်ပြီးတော့ဒီဘဝလည်းပဲစင်စင်ရဲရဲသေတော့လည်းပဲဆင်းရဲတဲ့ဘဝတွေကိုရောက်သွားတတ်တယ်ဒါကြောင့်9ခုမြောက်ရန်သူနှစ်သက်တဲ့အဲ့ဒီသဘောတရားတွေကိုအမျက်ဒေါသကဆောင်ခြင်းပေးမှမှုလို့အမျက်ကင်းအောင်ကျင့်ကြရမယ်လို့မြတ်စွာဘုရားကရန်သူကြိုက်တရားဘယ်နှပါလဲ9ပါးအေးအဲ့ဒါလေးကိုဦးဇင်းတို့မင်းကွန်းစတော်ဘုရားကြီးကလင်္ကာလေးစီပြီးတော့ထားတာဟုတ်လားဤတိလောကဘုံဘဝ၌မိန်းမယောက်ျားမြတ်ထွင်ညာမူဖောက်ပြားရွင်ကွယ်ရုပ်ရှင်ပြည့်၏ဦးဇင်းတို့ထက်ရှင်းမပြဘူးနော်မိန်းမယောက်ျားမြတ်ထွင်ညာမူဖောက်ပြားရွင်ကွယ်ရုပ်ရှင်ပြည့်၏အိရှသောခမချမ်းသာဘူးပညာကိစ္စအဝဝ၌ကောတာလွှမ်းမှုအမျက်ဆိုးကြောင့်ကျိုးမဲကိုပင်ကျိုးရှိထင်လျက်ကျိုးပင်ရှိလက်မရှိမှတ်၍ချွတ်ချောပညာကျိုးမများသည်ရှိဘဝရုပ်လျက်ဂုံကျိုးပြည့်၍မိဖက်ကင်းကွာတည်သောခါလဲလေးပြားပဲသို့ရောက်တုံမြို့ဤ9ပါးနော်
ဤသို့ဖြစ်မှုတစ်ဖက်လူဟုရန်သူနှစ်ထောင်အားရကြောင်းလျင်မကောင်းတရားခုနှစ်ပါးတို့ယောက်ျားမိန်းမမျက်ထွက်ကြသာထိုမြင့်လူထံရောက်ဤမှန်ဟုဘုံတန်ဓမ္မဆက်ဟောဖော်မြတ်သည်အမျက်မထွက်ကြလေနဲ့လို့ဆိုတော်ကြီးကဏိကုံးချုပ်လေးကိုအမျက်မထွက်ကြလေနှင့်လို့ဒီစကားလေးနဲ့အဆုံးသတ်ထားတာနော်အေးဒီခုနှစ်ပါးသာတကယ်လို့မိမိတန်တမှာဖြစ်ပြီဆိုရင်ဒါရန်သူနှစ်သက်ကြောင်းတရားခုနှစ်ပါးပေါ့နော်ဤသို့ဖြစ်မှုတစ်ဖက်လူဟုရန်သူနှစ်ထောင်အားရကြောင်းလည်းမကောင်းတရားခုနှစ်ပါးတို့ယောက်ျားမိန်းမမျက်ထွက်ကြသာထိုမြက်လူထံရောက်ဤမှဟုဘုံတန်ဓမ္မစက်ဟောဖော်မြတ်သည်အမျက်မထွက်ကြလေနှင့်လို့ဆိုတော်ကြီးကအဲ့ဒါလို့ရေးတာဟုတ်လားဒါကြောင့်ဦးဇင်းတို့ရန်သူနှစ်သက်တဲ့တရားခုနှစ်ပါးအမျက်ဒေါသရဲ့အပြစ်ပေါင်းများစွာရှိတဲ့အနက်ကဒကာဓမ္မပေါင်းသူတော်ကောင်းတို့အခုခုနှစ်ပါးနာခဲ့ပြီနော်ရုပ်ဆင်းပြက်မယ်အိတ်တဲ့အခါမှာရှင်းရှင်းရဲရဲအိတ်ရမယ်အကျိုးရှိတာတွေအကျိုးမဲ့တာတွေမစင်စားနိုင်မဲနဲ့ရမ်းတမ်းလုပ်ပြီးတော့အကျိုးမဲ့မယ်ပြီးတော့စီးပွားပြက်မယ်ဂုဏ်တွေပြက်မယ်မိတ်ဆွေတွေအပေါင်းအသင်းတွေခွာသွားလိမ့်မယ်ပြီးတော့တည်တဲ့အခါမှာမကောင်းတဲ့နေရာရောက်တတ်တယ်အမျက်ဒေါသရဲ့အပြစ်တွေကတော့အများကြီးရှိတယ်ဒီကနေ့ညကတော့ဒီခုနှစ်ပါးပေါ့အဲ့တော့ဦးဇင်းတို့ဏိကုံးချုပ်ကဒီအမျက်နဲ့ပတ်သက်ပြီးတော့ထိန်းနိုင်သိမ်းနိုင်ရမယ်ဆိုတာကိုမြတ်စွာဘုရားကအင်မတန်ထင်ရှားတဲ့ဥပမာလေးနဲ့ပြောတာဦးဇင်းတို့သာသနာတော်မှာဓမ္မပဟုတုတ္တရင်းကျက်ကြတဲ့ပုဂ္ဂိုလ်တွေကတော့ကြားဘူးပြီးသားဖြစ်လိမ့်မယ်ဗျနော်အဲ့ဒါလေးကိုဦးဇင်းကဏိကုံးချုပ်ကလေးပြောခြင်းတာနော်အမျက်ဒေါသထိမ့်သိမ့်တဲ့နေရာမှာဥပမာလေးနဲ့မြတ်စွာဘုရားကထိရောက်အောင်ပြောတယ်အဲ့ဒါကဘာလဲဆိုတော့ဓမ္မပဒပါဠိတော်မှာလာတယ်ယောဝီဥပ္ပတိတံကောတံရထံပဏံဝဝရယေတမဟံသာရတိပြုမိရတမိကာဟောဣတရောဇနောယောအကျင့်ပုဂ္ဂိုလ်သည်ဝေစင်စစ်အားဖြင့်ဥပ္ပတိတံဖြစ်ပေါ်၍လာသောကောတံမိမိရဲ့အမျက်ဒေါသကိုဗန္နံပြေးသွား၍နေသောရထံယထာကိုဝါရယေဣဝတားမြစ်နိုင်တဲ့ကဲ့သို့ဝါရယေတားမြစ်နိုင်ရ၏ပုဂ္ဂိုလ်တူတယောက်ဟာတော်လွန်းလို့တတိတွေအာကြီးလွန်းလို့မေတ္တာတွေအာကြီးလွန်းလို့မိမိတန်တန်မှာရှုဆိုအမျက်တွေထွက်လာတယ်ဒေါသတွေဖြစ်လာတယ်ဆိုကြပါစို့တဲ့အဲ့ဒီအမျက်ကိုသူတခါတည်းရုတ်တရက်ကားကိုဗရိတ်အုပ်လိုက်တယ်လို့မျိုးပေါ့နော်တခါတည်းသူထိန်းနိုင်လိုက်တယ်သိမ့်နိုင်လိုက်တယ်ရက်နိုင်လိုက်တယ်အဲ့ဒီအမျက်ကိုဘာနဲ့ဥပမာပေးလဲဆိုတော့မြန်မြန်ဆန်ဆန်ပြေးနေတဲ့မြင်းယထာကိုအဲ့ဒီယထာပေါ်မှာမောင်းနေတဲ့ယထာမောင်းသမားကတခါတည်းလူရာကိုဆွဲပြီးတော့လိုတဲ့လမ်းကိုဆွဲပြီးတော့တဲ့လိုက်ဆိုကြပါစို့မြင်းယထာကြီးကကြောက်ထဲကိုတဲ့နေတော့ဟာတခါတည်းရုတ်တရက်မြင်းကိုဆွဲလှည့်ပြီးတော့ကျွမ်းကျန်းကျင်ကျင်မောင်းလိုက်နိုင်တယ်ထိန်းလိုက်နိုင်တယ်ယထာမမှောက်တော့ဘူးပေါ့နော်အေးအဲ့လိုမျိုးကျွမ်းကျင်တဲ့ယထာမောင်းသမားကသူ့ရဲ့ယထာကိုမြန်မြန်ဆန်ဆန်ပြေးနေတဲ့ယထာကိုရုတ်တရက်ထိန်းနိုင်တယ်လို့မျိုးထွက်ပေါ်လာတဲ့အမျက်ဒေါသကိုလက်ပေါ်နှုတ်ပေါ်မရောက်အောင်ထိန်းနိုင်မယ်ဆိုလို့ရှိရင်တဲ့အဲ့ဒီပုဂ္ဂိုလ်ကိုတဲ့တာရတိယထာဒိဟူ၍အဟံငါဘုရားသည်ဖြူမိဟော၏တဲ့အဲ့ဒါယထာဒိမယ်တဲ့ယထာဒိဆိုတဲ့ဘွဲ့တူရတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ယထာဒိမဟုတ်ဘူးတဲ့ရတမိကာဟောဣတရောစနောကျန်တဲ့ပုဂ္ဂိုလ်တွေကတော့ကျိုးခိုင်မယ်တဲ့ပိဋကယထာပေါ်တက်ပြီးတော့ယထာကိုမောင်းတော့မောင်းတယ်ယထာမောင်းတဲ့လူတိုင်းကျိုးကိုတော့ဘာလို့ထားမှာတော့ကင်ထားမယ်ဒါပေမဲ့ယထာကလမ်းစိုးကိုဆွဲသွားပြီးကြောက်ထဲကိုဥတည်နေပြီဆိုရင်ကိုကတကယ်လို့မထိန်နိုင်ဘူးဆိုရင်သူ့ကိုယထာဒိန်းလို့ပြောလို့ရပါမလားအဲ့ဒါဘယ်လိုခေါ်မလဲကျိုးခိုင်မယ်သူကျိုးကင်ပြီးတော့လိုက်တာပဲရှိတယ်ထိမှမထိန်နိုင်မဲ့ကိုအဲ့ဒါလိုပဲတရားဓမ္မတို့ဦးဇင်းတို့တွေလည်းပဲဘဝဒီဟုသောခရီးချမ်းမှာမောင်းနှင်နေကြတာပြေးသွားနေကြတာဟုတ်လားဘဝခရီးချမ်းကိုမောင်းနှင်နေတာနော်အေးအဲ့ဒီမောင်းနေနေတာကိုယ့်ဘဝကလေးကိုတိမ်ဆောင်ပြီးတော့ကြောက်ထဲပါတယ်ထိုးကြမသွားအောင်ဒေါသတရားတွေကိုမဖြစ်အောင်ထိမ့်ဖို့မလိုဘူးလားလိုတယ်ဗျမြတ်စွာဘုရားကဦးဇင်းတို့တိဋ္ဌသုတ်တံဆိုတာရှိတယ်အဲ့ဒီမှာအမျက်ဒေါသကိုအင်မတန်နဲ့တဲ့ကြောက်ကဘာလို့ဥပမာပေးတာဒေသနာတော်လေးတွေကိုဦးဇင်းတို့ကစုံအောင်ညှိကြည့်တာနော်အမျက်ဒေါသကိုကြောက်ကဘာတဲ့တကယ်လို့မထိန်နိုင်ဘူးဆိုရင်အဲ့ဒီကြောက်ကဘာတွေကိုထိုးချသွားမှာ
အဲ့ဒါထိုးကြသွားရင်မလှတပတခါတည်းဆင်းရဲဒုက္ခတွေတွေ့မှာပေါ့ဟုတ်လားအဲ့ဒါလိုပဲဘဝခရီးရှောင်လန်းနေတဲ့ပုဂ္ဂိုလ်တွေဟာအရှိန်နဲ့ပြေးသွားနေတဲ့မြင်းရထားကိုထိန်းနိုင်မှသာလေဒီပုဂ္ဂိုလ်ဒီယထာတိအဲ့ဒါလိုပဲဘုံကနေတိုင်းကနေထွက်လာတဲ့အမျက်ဒေါသကိုမထိန်းနိုင်မသိနိုင်ဘူးဆိုရင်တော့ယထာတိမဟုတ်ဘူးအဲ့ဒါကြိုးကြိုက်ပဲနော်ထိန်းနိုင်မှသာလေယထာတိမထိန်းနိုင်ဘူးဆိုရင်အကျိုးမဲ့မယ်ထိန်းနိုင်ရင်တော့အကျိုးမဲ့ခြင်းကလွတ်မြောက်မယ်ဒီကထာလေးသိကောင်းတယ်လို့ဦးဇင်းတို့ယူဆတယ်နော်အမျက်ဒေါသကိုအရှိန်နဲ့ပြေးနေတဲ့ယထာကိုထိန်းတယ်လို့မျိုးထိန်းနိုင်ရမယ်ဟုတ်လားအခုဦးဇင်းတို့မြို့အနေနဲ့ပြောမယ်ဆိုရင်တော့အင်မတန်ကားမောင်းကျွမ်းကျင်တဲ့ဒရိုင်ဘာလို့ပေါ့ဟုတ်လားကားကိုလိုသလိုထိန်းနိုင်ရမယ်မထိန်းနိုင်ဘူးဆိုရင်တော့သူ့ကိုဒရိုင်ဘာလို့ခေါ်လို့ရမှာမဟုတ်ဘူးနော်သူကစီရတိုင်းကင်တဲ့လူပဲဖြစ်မှာပဲမြတ်စွာဘုရားကဒီတိုင်းပြောတာနော်ထိန်းနိုင်မှသာယထာတိမထိန်းနိုင်ဘူးဆိုရင်တော့ကျိုးခိုင်နဲ့ကျိုးခိုင်နဲ့ယထာတိနာမည်တူသလားမတူဘူးဟုတ်လားစီရတိုင်းကတော့ဦးဇင်းတို့လည်းတက်ပြီးတော့ကားပေါ်တက်ကင်တက်တာပဲဟုတ်လားသို့တော့စီရတိုင်းကင်တက်ရုံမျှနဲ့ဒရိုင်ဘာကောင်းတယောက်မရှင်းနိုင်ဘူးဟုတ်လားဒါကြောင့်ကိုယ့်ဘဝကိုမတိမ်မစွမ်းအောင်မောင်းနှင်တတ်ဖို့မလိုဘူးလားလူတွေဘဝခရီးဆိုတာသိကြမ်းထမ်းတယ်အကောက်အကွေလည်းအင်မတန်များတယ်အန္တရာယ်တွေအင်မတန်ကြီးတဲ့အတက်အဆင်းလည်းများတဲ့ဘေးမှာလည်းပဲကြောက်ကဘာတွေပြည်နေအောင်ရှိတဲ့တောင်တက်တောင်ဆင်းလမ်းကြီးတစ်ခုလိုပဲလို့တောင်ထင်တယ်ဟုတ်လားဒါကြောင့်အရှင်ပြေအောင်မောင်းနှင်တတ်ဖို့မလိုဘူးလားလိုတယ်ဒီကာထာလေးကိုမြတ်စွာဘုရားကဘု து အကြောင်းပြုပြီးတော့ဟောတာလဲဆိုတော့ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားဖြစ်ပြီးကသာတိတ်မကြသေးခင်ဝိနည်းပြည့်ညက်ချက်တွေအများကြီးမပြည့်ညက်ရသေးခင်အထူးသဖြင့်တစ်ပင်တွေမခုတ်ရဘူးလို့မပြည့်ညက်ရသေးခင်ယဟန်တော်တစ်ပါးကအာလဝီတိုင်းသားယဟန်တော်တစ်ပါးကြောင်းဆောင်မယ်ဆိုပြီးတော့အဲ့ဒါတစ်ပင်တစ်ပင်ကိုသူကခုတ်မယ်လို့ကြံလာအဲ့ဒါပစိန်တွေရဲတင်းနေနဲ့အဲ့ဒီတစ်ပင်သားရက်ပြီးတော့ခုတ်မလို့လှုပ်တော့အဲ့ဒီတစ်ပင်ကိုစောင့်တဲ့တစ်ပင်ဆောင်နတ်သမီးကရုပ်ကစိုးနတ်သမီးကကိုထင်ပြပြီးတော့တောင်းပန်တယ်ရှင်ဘုရားတပည့်တော်ရဲ့ဒီဗိမာန်လေးကိုဖျက်ဆီးပါနဲ့ဘုရားအဲ့တော့ယဟန်တော်ကလည်းငါကဒီအပင်ပဲသဘောကျတာငါအတွက်ဒီအပင်ပဲသုံးကြတာငါခုတ်မှဖြစ်မယ်အဲ့ဒါလို့ယဟန်တော်ကပြောတော့နတ်သမီးကဂိုင်းယဟန်တော်ရဲ့စိတ်နည်းနည်းမှနူးညံ့သိမ်မွေ့ပါစေတော့ဆိုပြီးတော့သူ့ရဲ့သားနတ်သားပေါက်စလေးရှိတယ်ဒါဗဟုသုတရကြရနော်အဲ့ဒီနတ်သားပေါက်စလေးကိုထုတ်ပြီးတော့ပြပြီးတော့တောင်းပန်ရရင်တော့နူးညံ့တန်ကောင်းရဲ့ဆိုပြီးတော့အဲ့ဒီနတ်သားလေးကိုတကိုးနဲ့ထုတ်ပြီးတော့ကျွန်တော်မျိုးမှာဒီလိုနတ်သားလေးသားနဲ့သမီးနဲ့ဒုက္ခတွေရောက်မှဆိုးလို့ပါလို့သူကထုတ်အပြဟိုကလည်းရဲတင်းကိုမြှောက်ပြီးတော့အခုတ်မထိန်နိုင်တော့ခုတ်မိသွားတာအဲ့ဒီနတ်သားလေးပေါက်စလေးလက်ကတောက်တောက်ပြတ်ကျသွားတယ်တဲ့ကဲအံ့ဩစရာကောင်းတယ်နော်လူရဲ့ရဲတင်းနဲ့ခုတ်တာနတ်ရဲ့လက်ကပြတ်ကျသွားတဲ့အဲ့ဒီမှာစိတ်တူတယ်ဟုံးငတဲ့တခါလေဒေါသဖြစ်တယ်ဒီနတ်သမီးကအဲ့ဒါသူ့ရဲ့လက်အစုံကိုတောင်မြှောက်လိုက်ပြီးတဲ့ဒီယဟန်ကိုသူတခါတည်းတတ်တယ်ပေါ့သူ့လက်ကိုတောင်မြှောက်လိုက်ပြီးဒါပေမဲ့ပြန်ပြီးတော့သူမချလိုက်ဘူးအဲ့ဒီလက်မြှောက်ရဲ့တန်လန်းနဲ့သူတစ်ချက်ကလေးစဉ်းစားလိုက်တယ်ပြေးနေတဲ့ယထာကိုထိန်းတယ်လို့မျိုးပေါ့နော်တစ်ချက်လေးစဉ်းစားလိုက်တယ်ဒီယဟန်ကသီလရှိတယ်ငါတတ်လိုက်လို့ရှိရင်သေချာပေါ့ငါအပင်ငရဲကိုကြားရမှာသီလရှိတဲ့ယဟန်ကိုငါဖျက်ဆီးတယ်ဆိုတာနည်းနည်းတော့အပြစ်မဟုတ်ဘူးဟောဒေါသဖြစ်တော့ဖြစ်တယ်နော်လက်ကြီးမြောက်ထားရဲ့နဲ့ तू မချလိုက်ဘူးမတတ်လိုက်ဘူးသူ့ရဲ့လက်ကတကိုးရှိတယ်တတ်မယ်ဆိုတတ်လို့ရတယ်အဲ့ဒီလက်ကို तू မချလိုက်ဘူးနော်ဒီယဟန်သီလရှိတယ်ငါတတ်လိုက်လို့ရှိရင်ငါအပင်ငရဲကြမယ်နောက်ပြီးတော့ तू စဉ်းစားသေးတယ်အမျှော်မြင်ကြည့်တယ်ဒီနတ်သမီးကငါတကယ်လို့တတ်မယ်ဆိုရင်နောက်ဒီပင်တစ်ပင်ဆောင်နတ်တွေကလည်းဒီလိုတစ်ပင်တွေကိုခုတ်တဲ့ယဟန်တွေကိုဒီလိုတတ်တယ်လို့သိပြီးတော့အတုလိုက်ပြီးတော့တတ်ရင်ယဟန်တွေကိုကြိုးနေရကြီးရဲ့မတူတာလေးစဉ်းစားတယ်ဗျာဟုတ်လားအဲ့ဒါနဲ့ तू တတ်ချင်တယ်မတတ်ဘူးအဲ့တော့ तू သားရဲ့လက်ကလေးကလည်းပြက်သွားတယ်ဆိုတော့ तू တစ်ပင်လည်းဆုံးရှုံးမယ်သားရဲ့လက်လည်းဆုံးရှုံးမယ်ဆိုတော့ဝမ်းနေပြီးတော့ तू ငိုတယ်ဗျာ तू ငိုတာနော်မကောင်းတာကို तू မလုံးလိုက်ဘူးမျက်ရည်အကျခံပြီးတော့မကောင်းတာကို तू တားလိုက်နိုင်တယ်အဲ့ဒီမှာ तू ဘာဆက်စဉ်းစားလဲဆိုတော့ဒီယဟန်မှာပိုင်ရှင်ရှိတယ်တဲ့အဲ့ဒါကဘယ်သူလဲဆိုတော့မြတ်စွာဘုရားပဲသူ့ရဲ့အရှင်ဒီကိုငါသွားပြီးတော့ပြောမယ်ဆိုပြီးတော့မြတ်စွာဘုရားကြီးကိုမျက်ရည်ဆက်လက်နဲ့ရောက်လာတာအဲ့ဒီနတ်သမီးကအဲ့ဒီမှာမြတ်စွာဘုရားကြီးရောက်လာတော့မြတ်စွာဘုရားကအကျိုးအကြောင်းမေးတော့မြတ်စွာဘုရားကိုသူအကျိုးအကြောင်းလျှောက်တယ်အဲ့ဒါလိုလျှောက်တော့မြတ်စွာဘုရားကသာဓုခေါ်တယ်နတ်သမီးတဲ့သင်သိတော်တာပဲပေါ့ရိုးရိုးပြောရရင်သ
သင်ဟာအရှိန်နဲ့ထွက်လာတဲ့မိမိရဲ့အမျက်ဒေါသကိုထိမ့်သိမ်းနိုင်တယ်တော်ပါပြီတဲ့သင်ရဲ့အကျိုးမဲ့ကိုသင်ကိုယ်တိုင်ပဲတားဆီးလိုက်တာပိဋကရေကိုမှဖြစ်မဲ့အကျိုးမဲ့ကိုသူများတားပေးလို့မရဘူးဟုတ်လားမင်းသူကိုယ်တိုင်ပဲတားတာအဲ့ဒါမြတ်စွာဘုရားကသူ့ကိုချီးမွမ်းတယ်အဲ့ဒါလို့ချီးမွမ်းပြီးတော့ခုနတုန်းကဂါထာလေးကိုဟောတာမြတ်စွာဘုရားကယောဝီဥပ္ပတိတံဂောဒံရထံပဏံဝဝရယေတမဟံတာရတိပြုမိရတမိကာဟောဣတရောဇနောတော်တဲ့ပုဂ္ဂိုလ်ဆိုတာမိမိရဲ့အမျက်ဒေါသကိုအရှိန်နဲ့ပြေးနေတဲ့ယထာကိုထိန်းတယ်လို့မျိုးထိန်းလိုက်နိုင်တယ်အဲ့ဒါယထာထိန်းနေပဲမထိန်းနိုင်ဘူးဆိုရင်တော့အဲ့ဒါကျိုးခိုင်မယ်တဲ့မြတ်စွာဘုရားကအဲ့ဒါလိုလေးလဲဟောလိုက်ရောပီတိတွေဖြစ်ပြီးတော့အဲ့ဒီနတ်သမီးကအဲ့ဒီနားတဲ့သစ္စာလေးပါးတရားသိမြင်သောတာပန်အရိယသူတော်စင်ဖြစ်တယ်နော်အရိယသူတော်စင်ဖြစ်တယ်သူအကျိုးမဲ့ခြင်းတရားကြီးကိုသူကိုယ်တိုင်တားဆီးလိုက်နိုင်တယ်နော်ဘာကိုတားဆီးနိုင်လို့တားဆီးလိုက်နိုင်တာလဲဒေါသကိုတားဆီးလိုက်နိုင်တာအဲ့ဒီမှာဆက်ပြီးတော့အကျိုးရှိပုံလေးနားထောင်ကြည့်ပါဦးဗျာသူကဆက်ပြီးတော့ငိုပြန်တာငိုတော့မြတ်စွာဘုရားကဘာလို့ငိုပြန်တာတော့တပည့်တော်မှသားတွေသမီးတွေနဲ့နေစရာမရှိဘူးတဲ့ဘယ်သွားနေရမှမသိဘူးဆိုတော့မြတ်စွာဘုရားကအဲ့ဒီဇီတဝန်ကျောင်းဘဝမှာနတ်တယောက်စုတည်လို့ပိုင်ရှင်မဲ့နေတဲ့တစ်ပင်တပင်ကိုညွှန်ပြပြီးတော့ချစ်သမီးသင်အဲ့ဒီမှာနေလေလို့ပေးတာအဲ့ဒါနတ်ပေးတဲ့ဗိမာန်မှာနေရတယ်ဆိုပြီးတော့အင်မတန်တကူကြီးတဲ့နတ်တွေကတောင်မှဒီနတ်သမီးကိုအဝင်အထွက်ဝင်ပြီးတော့နှုတ်ဆက်ပြီးတော့သူဟာနတ်လောကမှာအရှိန်အစောတကူကြီးမားတဲ့နတ်သမီးတယောက်တောင်ဖြစ်သွားတယ်လို့ဆိုတယ်လောကီလိုရောအကျိုးရှိသွားတယ်လောကုတ္တရာလိုတော့အကျိုးရှိသွားတယ်တကယ်လို့သာသူ့ရဲ့ဒေါသကို तू မထိန်နိုင်ဘူးဆိုလို့ရှိရင် तू ဟာနောင်တတရားတွေနဲ့ပူလောင်ပြီးတော့အင်မတန်ကြီးမားတဲ့အပေဒုက္ခကိုလည်းခံရမယ်တန်တရားလွတ်မြောက်ခြင်းဆိုတဲ့အရိယာဖြစ်ခြင်းဆိုတဲ့တရားတွေလည်း तू ရမှာမဟုတ်ဘူးဟုတ်လားဒါကြောင့်အမျက်ဒေါသကိုတားဆီးနိုင်ခြင်းဟာကြီးကျယ်တဲ့အကျိုးမရှိဘူးလားရောင်းမြန်ပြန်လှန်လိုက်အမျက်ဒေါသကိုမတားဆီးနိုင်ဘူးဆိုရင်တော့ကြီးကျယ်တဲ့အကျိုးမဲ့တွေရှိပါတယ်လို့ဟုတ်လားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့ဦးဇင်းတို့ဒီကနေ့ညဒေါသနဲ့ပတ်သက်ပြီးတော့ရန်သူကြိုက်တရားဆိုပြီးတော့အပြစ်ပြန်ဘယ်နှမျိုးပြောလိုက်တယ်လဲ9မျိုးပြောလိုက်တယ်အမျက်ဒေါသကိုတားဆီးနိုင်လို့အကျိုးရှိပုံတွေကိုလည်းပြောလိုက်တယ်အဲ့တော့ဦးဇင်းတို့နေကုန်းကျုပ်အနေနဲ့အမျက်ဒေါသကိုဘာနဲ့တားဆီးကြမလဲဆိုတာလေးဟုတ်လားအေးဒေါသကိဉ္ပါဏမေတ္တာယနိဗ္ဗာပင်တိနရုတ္တမလို့ဦးဇင်းတို့မြတ်စွာဘုရားဟောထားတဲ့ပါဠိတော်လေးတစ်ပိုက်ရှိတယ်ဒေါသကိဉ္ပါဏမေတ္တာယနိဗ္ဗာပင်တိနရုတ္တမအင်မတန်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေဟာတောက်လောင်နေတဲ့ဒေါသမီးကိုမေတ္တာရည်စင်နဲ့ဖြန့်ပတ်ပြီးတော့ငြိမ့်သက်ကြတယ်တဲ့ဒါအဖြေလေးတစ်ခုနော်ဒေါသကိုငယ်နိုင်လို့နိုင်တာကမေတ္တာပဲနော်ဒေါသဆိုတာကဖြည့်ဆည်းလိုက်ခြင်းတာပြည့်စည်သွားခြင်းတာဆိုလေတစသည်တမွသည်ကြစ်အောင်ဒေါသဆိုတာဖြိုပြဲကျဲသွားအောင်လုပ်ပြလိုက်တာမေတ္တာဆိုတာကအဆိုတဲ့အစေးတဲ့သူကပေါင်းစည်းတဲ့သဘောရှိတယ်ဒေါသဆိုတာကအကုန်လုံးဖွာသလန်ကျဲသွားအောင်လုပ်ပြလိုက်တာဒေါသရဲ့သဘောကနော်ဒေါသအချင်းချင်းဒေါသသမားအချင်းချင်းဘယ်လို့မှပူးလို့မရဘူးဟုတ်လားအေးမေတ္တာဆိုတာကတော့အင်မတန်စီးလုံးတယ်ဒေါသကအင်မတန်ပြိုကွဲတယ်နော်ဒါကသူ့ရဲ့ပင်ကိုယ်သဘာဝတွေပေါ့ဟုတ်လားအေးဒါကြောင့်ဒေါသနဲ့မေတ္တာဟာဆန့်ကျင်ဘက်အဲ့ဒါလို့စိတ်ထဲမှာပြိုကွဲနေတဲ့သဘောတွေနော်ဒါကဥစဉ်ကဒေါသကိုတစ်မျိုးလေးပြောတာပေါ့ဟုတ်လားအဲ့ဒါလို့ပူလောင်နေတဲ့သဘောတွေအဲ့ဒီမီးတွေကိုဘယ်ရည်နဲ့ငြိမ်းရမယ်မေတ္တာနော်ဒီပထမဦးဆုံးကိုကျမ်းမာပါစေချမ်းသာပါစေအစဉ်ပြေပါစေအင်မတန်လိုတယ်ကိုလည်းကျမ်းမာစေခြင်းနဲ့စိတ်ချမ်းသာစေခြင်းနဲ့စိတ်ရှိဖို့အင်မတန်လိုတယ်တခါတလေလည်းကိုမကြည်မနဲ့ကိုကောင်းစေရခေါင်းမှန်းတောင်မသိတာတွေရှိတယ်ဟုတ်လားတခါတလေတော်တော်အံ့ဩစရာကောင်းတယ်နော်ကိုချစ်တယ်လို့သာပြောတာကောင်းစေခြင်းတာလို့တိမှတ်စိတ်ထဲမှာမလုတ်ဘူးဒါကြောင့်မေတ္တာပို့မယ်ဆိုရင်ဘယ်သူအရင်ပို့ရအောင်ကိုအရင်ပို့ရမယ်ကိုအရင်ပို့သောအားဖြင့်အထူးသဖြင့်ကိုချင်းစာတရားတွေကြီးထွားလာတယ်။အော်အဲ့ဒီကြမှာငါတော်တော်ကျမ်းမာခြင်းပါလား။ငါတော်တော်ချမ်းသာခြင်းပါလား။ငါတော်တော်ဘေးကင်းခြင်းပါလားဆိုတာလေးကိုသဘောပေါက်လာတော့အော်သက်ရှိတတ္တဝါတိုင်းဒီလိုသဘောကြီးပဲလို့သိလာတာ။နော်။အဲ့မှာကျမ်းမာခြင်းရဲ့တန်ဖိုးချမ်းသာခြင်းရဲ့တန်ဖိုးဘေးကင်းခြင်းရဲ့တန်ဖိုးတွေကိုလည်းပိုနားလည်လာပြီးတော့တပါးသောသူတွေလည်းပဲဘေးကင်းကြပါစေ။ချ
ကျမ်းမာကြပါစေချမ်းသာကြပါစေအစဉ်ပြေကြပါစေဆိုတဲ့စိတ်ကလေးတွေကအလိုလိုဖြစ်လာတဲ့သဘောမျိုးပေါ့ဟုတ်လားအေးအဲ့ဒါလေးကပူပြီးတော့လေးနက်လာတဲ့သဘောရှိတယ်ဒါခံစားလို့ရတယ်နော်တခါကြီးမိုင်များကိုကောင်းစေခြင်းတဲ့စိတ်တွေများမွေးလေးဩသူများလည်းပဲကောင်းချင်မှာပဲဆိုတဲ့စိတ်ကလေးဖြစ်လာတယ်အဲ့ဒီမှာတပါးသောသူတွေကိုကျမ်းမာပါစေချမ်းသာပါစေဘေးရန်ကင်းပါစေအစဉ်ပြေတာတွေအားလုံးဖြစ်ပါစေလို့မေတ္တာကိုစတင်ပြီးတော့စီးပြန်ရမှာကိုယ့်ရဲ့စိတ်ထဲမှာသူတစ်ပါးရဲ့ကောင်းကျိုးတွေကိုလိုလားတဲ့စိတ်တွေကိုအဖန်တလဲလဲဖြစ်အောင်ကြိုးစားကြရမှာအဲ့ဒါကိုပဲမေတ္တာပွားတယ်လို့ခေါ်တာဟုတ်လားမေတ္တာရဲ့သဘောကသူများကိုကောင်းစေခြင်းတဲ့စိတ်ကလေးပေါ့နော်အဲ့ဒီစိတ်ကလေးကိုထက်ချီတလဲလဲပုံစံတူလေးတွေထပ်ပြီးတော့ဖြစ်အောင်ကြိုးစားတာကိုကြတော့မေတ္တာပွားများတယ်လို့ခေါ်တာနော်ပထမကတစ်ခုနောက်နှစ်ခုနောက်သုံးခုအဲ့ဒါလိုတစ်ခုပြီးတစ်ခုဖြစ်လာအောင်လုပ်လိုက်တာပဲမေတ္တာစိတ်ကလေးကိုလေဟုတ်လားကျမ်းမာပါစေချမ်းသာပါစေဘေးကင်းပါစေဟာနောက်တစ်ခါထပ်ပြီးတော့ကျမ်းမာပါစေချမ်းသာပါစေဘေးကင်းပါစေတတ္တဝါတိုင်းရဲ့အပေါ်မှာအစပိုင်းမှာတော့လေးလေးနက်နက်ရှိခြင်းမှရှိမယ်နောက်ပိုင်းပွားပါများလာလို့ရှိရင်နော်စိတ်ထဲမှာအင်မတန်အေးချမ်းပေါ့အင်မတန်ကောင်းစေခြင်းတဲ့စိတ်တွေတကယ့်ကိုစိတ်ပါလိုက်ပါလှိုက်လဲဖြစ်လာပြီဆိုရင်အော်မေတ္တာဆိုတာအင်မတန်အေးချမ်းတာပဲလို့တကယ်နားလေတယ်နော်အဲ့ဒါစိတ်ရဲ့အစွမ်းလည်းရှိတဲ့အတွက်ကြောင့်ကိုယ့်ရဲ့ရုပ်ရည်လည်းအင်မတန်အေးချမ်းပြီးတော့ကိုယ့်ရဲ့မေတ္တာကိုရတဲ့တစ်ဖက်လူတွေလည်းပဲအကျိုးသက်ရောက်မှုအများကြီးရှိတယ်လောကကြီးကိုတကယ်ကောင်းသွားစေတယ်နော်တကယ်စင်စစ်မေတ္တာတရားဟာကမ္ဘာလောကကြီးမှာအင်မတန်အရေးကြီးတဲ့နေရာကနေပြီးတော့အထောက်အကူပြုနေတယ်လို့ထင်တယ်ဒီမေတ္တာတွေနောက်ဆုံးနေသွားပြီဆိုတာနဲ့ကမ္ဘာကြီးဟာပျက်စီးဖို့ပြင်မှာပဲနော်ကမ္ဘာကြီးပျက်စီးဖို့ပြင်မှာပဲနော်ဆိုကြပါစို့ဒီကမ္ဘာကြီးမပြတ်ခင်မှာတခါကြီးဒီမိုင်များကြားဘူးကြပါလိမ့်မယ်တက်တန်းက10နှစ်တန်းထိရောက်အောင်ဆုတ်သွားလိမ့်မယ်လို့ကြားဘူးတယ်မဟုတ်လားအေးနောက်အချင်းချင်းတတ်ကြဖြတ်ကြပြီးတော့ဟာတဖြည်းဖြည်းနဲ့မင်းကိုလည်းငါမတတ်ပါဘူးငါကိုလည်းမင်းမတတ်ပါနဲ့ဟုတ်လားအဲ့ဒါလိုမျိုးသူတော်ကောင်းတရားတွေတဖြည်းဖြည်းနဲ့ပြန်တိုးတက်လာပြီးတော့အသက်တန်းတွေပြန်ပြီးတော့မြင့်လာတယ်လို့ကြားဘူးတယ်မဟုတ်လားအဲ့ဒါလိုကဘာကြီးမှာမြင်လိုက်နှိမ်လိုက်တလဲစီဖြစ်နေကြတာအဲ့ဒါဟာမေတ္တာနဲ့ဒေါသရဲ့အလှည့်အပြောင်းလေးပဲအကြံဉာဏ်အားဖြင့်တော့နော်မေတ္တာတရားနဲ့နေနိုင်လို့ရှိရင်ဒေါသလောကကြီးကတဖြည်းဖြည်းနဲ့တာယာစီကားပြီးတော့အသက်တန်းတွေကိုရုပ်ရည်တွေကိုတိုးတက်လာတာနော်အဲ့ဒီမေတ္တာတွေမရှိတော့ဘူးကိုချင်းစာတွေမရှိတော့ဘူးစိတ်ဓာတ်တွေသိပ်ပြီးတော့ခက်ထန်ပူလောင်လာပြီတယောက်ကိုတယောက်သတ်ချင်စိတ်တွေပေါက်တဲ့အဆင့်ထိကြမ်းထမ်းလာပြီဆိုလို့ရှိရင်တော့လောကကြီးကတဖြည်းဖြည်းနဲ့အည်အသွေးတွေကျသွားတာဟုတ်လားအေးအဲ့တော့ဒီမေတ္တာဟာအင်မတန်အရေးကြီးတယ်နော်အေးဒေါသကိုနိုင်တာလည်းပဲဒီမေတ္တာပဲမေတ္တာတစ်ခုတည်းကနိုင်တာတော့မဟုတ်ပါဘူးဟုတ်လားတတိပဋ္ဌာန်တရားလည်းပဲနိုင်ပါတယ်မဂ်ကင်၈ပါးလည်းပဲနိုင်ပါတယ်သို့တော့ဒီမေတ္တာကတော့အင်မတန်ထူးခြားတယ်ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းတို့မဏိပတ္တရဆိုတဲ့ဘလူးကမြတ်စွာဘုရားကိုရှောက်ဖူးတယ်ဗျနော်မြတ်စွာဘုရားတဲ့တတိရှိခြင်းဟာအခါခတ်သိမ်းကောင်းတယ်တတိရှိခြင်းဟာအမြဲတမ်းမင်္ဂလာရှိတယ်တတိရှိရင်မနဲ့ဖြန်တိုင်းဟာကောင်းကိုကောင်းစေရမယ်မဒီလိုလေးပြောတာနော်တတိရှိရင်တတိမေဝတတိရှိလာလို့ရှိရင်သူ့ဝေမနဲ့ဖြန်တိုင်းဟာကောင်းမယ်နော်တတိရှိရင်အကုန်လုံးကောင်းမယ်လို့တတိပဋ္ဌာန်ရဲ့အကျိုးကျေးဇူးကိုခံစားရလို့နဲ့တူပါရဲ့အဲ့ဒီဘလူးကမြတ်စွာဘုရားကိုလျှောက်တာအဲ့ဒီတော့မြတ်စွာဘုရားကအဲ့ဒီစကားလေးကိုနည်းနည်းပြင်တယ်တတိရှိရင်ဟုတ်တယ်အရာခတ်သိမ်းကောင်းတယ်အမြဲတမ်းကောင်းတယ်မနဲ့ဖြန်တိုင်းကောင်းတယ်သို့တော့ယံမူကားမကင်းသေးတဲ့ဒါလေးပါတယ်နော်တတိရှိရင်အရာခတ်သိမ်းကောင်းတယ်မနဲ့ဖြန်တိုင်းကောင်းတယ်သို့တော့ယံကတော့မကင်းသေးဘူးတဲ့ယဟန္တာဖြစ်တော်မှာမေတ္တာရှိမှမေတ္တာကမ္မထမ်းတွေကိုပွားများမှယဟန္တာဆိုတော့ဒေါသကတော့မရှိပါဘူးဗျာဟုတ်လားသို့တော့ဒီဒေသနာတော်လေးမှာအဲ့လိုလေးမြတ်စွာဘုရားကပြောထားတာဟုတ်လားတတိရှိရင်အမြဲတမ်းကောင်းမယ်အခါခတ်သိမ်းကောင်းမယ်မနဲ့ဖြန်တိုင်းကောင်းမယ်သို့တော့ယံကတော့မကင်းသေးတဲ့အဲ့ဒီမှာတတိလည်းရှိရမယ်မေတ္တာလည်းရှိရမယ်အဲ့ဒါဆိုရင်တော့ယံတွေလည်းကင်းမယ်အခါခတ်သိမ်းလည်းကောင်းမယ်အဲ့တော့လောကကြီးကအန္တရာယ်ဒေါကြီးဗျဒကာကြီးဒကမာကြီးတို့ဦးဇင်းတို့ဟုတ်လားဒါလေးကဦးဇင်းကနေကုန်းချုပ်ကလေးပြောနေတာနော်တရားကသိမ်းတော့မှတဏှာကြီးကြော်သွားပြီဟုတ်လားနေကုန်းချုပ်ကလေးပြောနေတာလောကကြီးကအန္တရာယ်ဒေါကြီးဟုတ်လားပတ်ဝန်းကျင်မှာလည်းအန္တရာယ်ကြီးပဲဟောဒီရန်ကုန်မြို့ကြီးကြည့်ရင်တော့ဦးဇင်းကလမ်းပေါ်မှာသေမင်းနဲ့လိုက်တန်းပြေးတန်းကစားနေတယ်လို့ထင်တာပဲကားတွေတဝီဝီသွားနေနော်
ဒီဘိန်းကလေးစီရတိုင်းလေးတစ်ချက်လောက်ကလေးတစ်လက်မကလောက်လေးလွဲလိုက်တာနဲ့ကားဘောကလူတွေအကုန်လုံးအသက်ပြောင်းနိုင်တယ်လွယ်လေးနော်ဒါပေမဲ့ကိုယ့်ရဲ့ကံနေအမျိုးမျိုးဓာတ်တွေကမတိမ်မဆောင်လေးသွားနေတော့ဖြစ်နေတာပဲဟုတ်လားအေးအဲ့တော့အန္တရာယ်တွေကပြင်ဘက်မှာလည်းပဲအများကြီးဝိုင်းနေတာပြီးတော့အဲ့ဒါထက်ပိုပြီးတော့ကြီးကျယ်တဲ့အန္တရာယ်ကဒီခန္ဓာကိုယ်ကြီးပေါ့နော်အမြဲတမ်းတစ်မျိုးတစ်မျိုးဖောက်ပြန်သွားနိုင်တယ်ဒါသူအကြောက်เสียအကောင်းဆုံးပဲတကယ်တမ်းကတော့လေအေးသူကခိုင်မာတယ်ဆိုရင်ပြင်ဘက်ကဟာဘာမှကြောက်เสียရှိတာမဟုတ်ဘူးလေအဲ့တော့ဆိုလိုတာကအချိန်မရွေးကြောက်เสียအကောင်းတာတွေဟာအန္တရာယ်တွေဟာဖြစ်နိုင်တယ်ရောက်နိုင်တယ်ဟုတ်လားဒါကြောင့်ဒီမေတ္တာတရားလေးကိုကလက်ကင်ထားပြီးတော့အန္တရာယ်ကင်းအောင်ကြိုးစားကြရမယ်အဲ့ဒီအန္တရာယ်ကင်းအောင်ကြိုးစားရင်းနဲ့တတိထားပြီးတော့မဂ္ဂင်တရားတွေကိုပွားများနိုင်မယ်ဆိုရင်မကောင်းဘူးလားကောင်းတယ်ဒါကြောင့်မေတ္တာတရားလေးတွေအခြေခံဟုတ်လားပညာတရားတွေလွှမ်းမိုးပြီးတော့ဘဝမှာအရှင်ပြေအောင်နေသွားဖို့အရေးမကြီးဘူးလားအရေးကြီးတယ်နော်ဒါကြောင့်ဒကာကြီးဒီမကြီးများမြတ်စွာဘုရားကအင်မတန်လိုအပ်လို့ညွှန်ကြားထားတာပါတတိပဋ္ဌာန်မဂ္ဂင်၈ပါးမျှဖြင့်ရံမကင်းသေးဘူးလို့ဆိုလိုရမလို့ဘူးလားခုနတုန်းကဒေသနာတော်မှာအေးဒါကြောင့်တတိရှိရင်အရာခတ်သိမ်းကောင်းတယ်မနှက်ဖြန်နိုင်ကောင်းတယ်သို့တော့ရံမကင်းသေးဆိုတဲ့စကားလေးကိုမှတ်သားစရာဦးဇင်းတို့ပြောပါတယ်ဟုတ်လားဒါကြောင့်အာလုံးအန္တရာယ်ခတ်သိမ်းလဲကင်းခြင်းညရအောင်မေတ္တာရဲ့အကျိုးကျေးဇူးတွေလည်းခံစားကြရအောင်ဒေါသရဲ့အကျိုးမဲ့တွေကိုလည်းရှောင်ရှားနိုင်ရအောင်ဒေါသကင်းပြီးတော့မေတ္တာကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်အောင်ကြိုးစားနိုင်ကြပါစေလို့ဦးဇင်းတို့ဆန္ဒပြုရင်းနဲ့ကောဒနသုတ်တံရန်သူအကြိုက်လိုက်ကြမှာလားတဲ့ဒီမေးခွန်းလေးကိုပြန်မေးဖို့ပေါ့ဟုတ်လားအေးဦးဇင်းတရားဟောတာတနာရီနဲ့10မိနစ်ရှိပါပြီမေတ္တာပို့တာနဲ့တနာရီ15เนาะအန်ကြပဲเนาะအဲ့တော့ဦးဇင်းတို့မေတ္တာတရားအားကြီးကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ပြီးတော့တန်တရားဝတ်ကလွတ်အောင်ယုံနိုင်ကြတဲ့ပုဂ္ဂိုလ်တွေဖြစ်ကြပါစေလို့ဆန္ဒပြုရင်းနဲ့မေတ္တာပို့ပြီးတော့အဆုံးသတ်ကြရအောင်ဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာနုဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာနုဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုံမကတရားနာပိသပေါင်းတင်သူတော်ကောင်းတို့စတာအာလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလလောကီလောကုတ္တရာကောင်းစုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်းသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းနာအပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသွေဆောင်လျှောက်တော်မူနိုင်ကြပါစေတည်းသဗ္ဗဗုဒ္ဓ ानु ဘာဝေနကင်းငါဝါလူသေးစုမကပွင့်တော်မူကြတဲ့စုစုတို့တာပါဖျက်ရှင်ကိုတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနမေလိတံဖူလိတံနိဗ္ဗာန်ပရိယတိဟုဆိုသောစေတံသောတရားတော်မြတ်တို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာနုဘာဝေနမဂ္ဂထံ၄ရောက်ဖလထံ၄ရောက်ဆိုသောရှေယောတော်ရိယတန်ခါရှင်မြတ်တို့နဲ့တကွာတေလဂုံသမာဓိဂုံပညာဂုံတို့နဲ့ပြည့်စုံတော်မူကြတဲ့သမုဒိတန်ခါရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအနုဘောတော်တို့ကြောင့်၎င်းတရားနေရောညပါဘေခမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုယ်စိတ်နှပြချမ်းမာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း